ချင်းမွန်းချင်းခေါင်းစည်းကျိုးကချင်းမွန်းချင်းမှာပါတဲ့သားသမီးတွေအတွက်ပဲနော်ပကြီးသမားတွေမယူရဘူးနော်အဲကြောင့်နော်လက်မှုတို့ပါတို့နော်ဘာဖြစ်လဲဆိုတော့သူတို့အတွက်ကွက်တီလောက်ထားလို့လीနော်ဒါတို့သမီးတို့ရေကိုကဘယ်စိတ်ကြိုက်ကဏ္ဍမှာပါလဲဆိုတော့နော်အဲ့ဒါလေးကျေးဇူးပြု၍ဒါတို့သမီးတို့ကူညီပေးပါနော်ပြီးရင်သာရဖျားကိုကျမတို့ချင်းမြောက်ကြကောင်းချီးပေးကြပါစို့ဖဖျားကိုရောကိုကျေးဇူးတင်တယ်ဒီချိန်နာရီလေးပေါ်မှာလေကိုရောကောင်းချီးပေးပါအသက်ရှိသောသူပေါင်းတို့သည်သာရဖျားကိုချီးမွမ်းသည်ဆိုတဲ့အတိုင်းပဲဝိညာဉ်အသက်ရှိတဲ့သားသမီးတိုင်းကိုရောကိုချီးမွမ်းပါ၏ဖျားရှိမှမင်္ဂလာရှိစေပါဘုန်းတော်ထင်ရှားဖို့ဖြစ်စေပါယနေ့ရှင်ပြန်ထမြောက်ရာတနင်္ဂနွေနေ့မှာလည်းပဲစောတီတော်မှာရှိတဲ့သားသမီးများတင်နန်းစင်ပွဲမှာအတူတကွပါဝင်ရလို့ကျေးဇူးတင်တယ်လို့ကိုရောအစီအစဉ်အစလေးဆုံးကောင်းချီးပေးပါဒီချီးမွမ်းခြင်းဝတ်ကိုလှုပ်ဆောင်တဲ့အပေါ်မှာလည်းမင်္ဂလာရှိစေပါမိကြောင်းသခင်ယေရှုနာမ၌မြည်ပြု၍ဆုတောင်းပါ၏အာမင်ဆာလန်ချန်ခန်းကြီး130ခွန်လူမျိုးပေါင်းတို့အလွန်ချီးမွမ်းကြလို့နော်လူနွယ်ပေါင်းတို့အလွန်ချီးမွမ်းကြလို့ကျောင်းမူကားသာရဖျား၌ဂိယူနာတော်ကြီးလာ၏ဆိုရဲအဲ့တခြင်းလေးကိုကျမတို့အတူတူကမတ်တက်ရက်ပြီးတော့မှချီးမွမ်းကြပါစို့လို့မတ်တက်မရက်နိုင်တော့မိဘများရှိရင်တော့ထိုင်လို့ရပါတယ်
ခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့လေးမှာသခင်ယေရှုခရစ်တော်အသက်ရှင်တာဟာဒီနေ့တည်းတည်းမဟုတ်ပါဘူးနေ့ရက်တိုင်းအသက်ရှင်နေ My Jesus is alive ကျမရဲ့ခရစ်တော်ဒီမှာရှိတဲ့သားတို့သမီးတို့မိဘများရဲ့ခရစ်တော်အသက်ရှင်နေဒါကြောင့်မို့လို့ကျမတို့ alive forevermore My Jesus is alive sing hallelujah ဆိုတဲ့သချင်းလေးနဲ့ဆက်ပြီးတော့မှချီးမွမ်းကြပါစို့ကောင်းမြတ်ဆုံးလင်သောအဖကိုရောထူပဲကျေးဇူးတင်တယ်ဒီနေ့သားသမီးတို့မနက်နေ့လယ်ညနေအထိဝိပြုခြင်းပါကောင်းမှုစွာပါဝင်ဆက်ကပ်နိုင်ရသောအခွင့်ပေးရတဲ့အတွက်ကိုရောထူပဲကျေးဇူးတင်တယ်လာနေသောရှိသောသားသမီးများနဲ့ယခုရောက်ရှိလျက်ရှိသောသားသမီးတယောက်ချင်းစီတိုင်းကိုအဖဖျားကောင်းကြီးပေးသနာတော်မူပါအစီအစဉ်အစအလယ်ဆုံးမှာအဖဖျားသခင်တူပါရှိပါဝိပြုခြင်းမှာတော်၎င်းတင်နန်းစင်ပွဲမှာတော်၎င်းအဖဖျားခင်တူပါရှိလျက်ဆက်လက်တူပါရှိလမ်းပြပို့ဆောင်ကောင်းကြီးပေးပါမည်ကြောင့်ချိန်တိုင်းအသက်တာတည်တည်အလုံးစုံကိုရောလက်ဝဲအနန္တိခါမှာမနေရင်နောက်ကာလမပြောင်းမလဲသက်ရှင်တော်မူသောသခင်ရှုဖျားနာမအမိပြု၍ရိုသေစွာဖြင့်စက္ကန့်နဲ့အစာပြုပါ၏ဖဖျားသခင်
တာတို့တို့ရေမင်္ဂလာပါဆရာမတို့အခုနော်ဝိပုကိုးကွယ်ခြင်းနဲ့ဆရာမတို့ရဲ့လူရာသီသင်တန်း9ရက်တာနော်သင်တန်းဆင်းဝိပုကိုးကွယ်ခြင်းကိုအစပြုမှာဖြစ်တယ်အားလုံးနောက်ကသားလေးနေရာမှာထိုင်ပေးမယ်နေရာမှာထိုင်မယ်နော်ကျမတို့ဒီညနေသင်တန်းဆင်းဝိပုကိုးကွယ်ခြင်းအစပြုဖို့ရန်အတွက်ပနာမကျမ်းတစ်ပိုက်ကိုဖတ်ကြားမှာဖြစ်ပါတယ်ရှင်မသက်ခရစ်ဝင်အခန်းကြီး18အငယ်14ရှင်မသက်ခရစ်ဝင်အခန်းကြီး18အငယ်14ထိုနည်းတူကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်ဤသူငယ်တယောက်ကိုမျှပျက်စီးစေခြင်းငှာအလိုတော်မရှိခိတ္တဆုတောင်းကြပါစို့မြတ်တော်ရှင်ဖဖျားကိုရောရဲ့ကျေးဇူးတော်တသက်ကြောင့်ကိုရောရဲ့ရှင်မြန်ထမြောက်တော်မူရာနေ့မှာသားသမီးတို့သည်နနေ့နေ့လေညနေခင်းတစ်ချိန်ပြီးတစ်ချိန်ကိုရောနေ့ဝိပုကိုးခွေရတဲ့အခွင့်ကိုရလို့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ညနေဝိပုကိုးခွေခြင်းအစီအစဉ်အစမှအဆုံးတိုင်အောင်ဝိညာဉ်တော်ဖျားလမ်းပြပေးပါဒီနေ့ချီးမွမ်းခြင်းတွေလက်မှုတင်ဆက်ခြင်းတွေပြီးတဲ့အခါမှာသားငယ်သမီးငယ်များရဲ့တီဆိုချီးမွမ်းခြင်းများနှုတ်ကပတ်တော်ဝင်ငါပေးမဲ့ဆရာမနှုတ်ရှာကိုတော့ဖိတ်သိမ့်သွန်လောင်းပြီးတော်မူပါပါဝင်မဲ့ခန္ဓာတစ်ခုချင်းစီဟာကိုတော့ဘုံတော်အဖို့လွန်ငါကိုတော့ကိုချီးမွမ်းဖို့အလွန်ငါသာလင်ဖြစ်စေနိုင်ရပါမည်အကြောင်းဂျေဇုကြီးလာပါ၏ဟိုဝန်ခံချီးမွမ်းလျက်သခင်ယေရှုနာမ၌အနံ့ဆုတောင်းပြီးမှအစာပြုပါ၏အဖမြတ်စွာသောဘုရားသခင်အာမင်အခုချိန်မှာတော့ CF မှာရှိတဲ့ဆရာဆရာမများရဲ့ဂုဏ်တော်ချီးမွမ်းခြင်းကိုကြားမှာဖြစ်ပါတယ်ဆောင်ပုဒ်သခြင်းနော်ကြီးမြတ်သောသူငယ်များ
ကြီးမြတ်တော်သူငယ်ဆိုရက် CF ဆောင်မုတ်တခြင်းကိုအတူတကွပါဝင်ချီးမွမ်းသွားတဲ့ဆရာမများကိုကျေးဇူးတင်ပါတယ်အခုချိန်မှာကတော့တင်နန်း9ရက်တာပေါ့နော်တက်ရောက်ထားတဲ့တားငယ်သမီးငယ်များရဲ့ group ဆောင်เนาะဂုဏ်တော်ချီးမွမ်းဖို့ရန်အတွက်တခြင်းနှစ်ပုဒ်ရှိပါတယ်ဒါကြောင့်မလို့ group ဆောင်ချီးမွမ်းဖို့ရန်အတွက်တားငယ်သမီးငယ်များအားလုံးဒီရှိကိုတက်လာပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲเนาะတက်လာပေးမယ်ဒါတော့ဒီဆိုချီးမွမ်းမဲ့တခြင်းလေးကဖះကိုကိုးစားခြင်းညီမျှခြင်းကောင်းကြီးနောက်တစ်ပုဒ်ကတော့ short ရှိရယ်เนาะဒီနေ့ဖះသားလေးဖြစ်ပြီးဖះသခင်နဲ့မသွားလာတဲ့အသက်တာမှာတကယ်ပဲအန်ဒီရရှိတယ်ဆိုတဲ့အရာကိုသားတော်တို့အမြဲတမ်းမှတ်မိနေစီဖို့เนาะဒီတခြင်းလေးကိုချီးမွမ်းဖို့ဖြစ်ပါတယ်လို့အသေးလေးတွေကရှေ့မှာနေပေးမယ်เนาะချစ်စရာကောင်းတဲ့သားလေးတွေသမီးလေးတွေအငယ်လေးတွေရှေ့ဆုံးမှာနေပေးမယ်
ဟယ်လိုအခုချိန်မှာတော့သားငယ်သမီးငယ်လေးများနော်ပကြီးသူတို့အယောင်လေးခြေထားတာပေါ့သားငယ်သမီးငယ်များရဲ့လက်ရာကျမတို့ငယ်ရွယ်တဲ့အရွယ်တွေက
ဖျားသခင်ရဲ့ဖန်ဆင်းခြင်းလက်ရာလေးတွေသူတို့ချေမှုန်းနိုင်ဖို့တချို့တွေဆိုလို့ရှိရင်အဲ့လိုမျိုးအယောင်နေနဲ့မနီးစပ်တဲ့ခါမှာလေအယောင်တွေကိုသူတို့မှန်ကန်စွာမပြောတတ်ကြဘူးဒါကြောင့်မလို့တားငယ်သမီးငယ်တွေကဖျားသခင်ရဲ့လှပခြင်းတွေကိုသူတို့ချေမုန်းနိုင်ဖို့အယောင်လေးတွေမှန်ကန်စွာသိပြီးတော့မှအယောင်ဆက်လေးတွေမှာသူတို့ရဲ့စိတ်ကူးညံလေးတွေနဲ့ဘယ်လိုမျိုးဆက်ရင်ဘလောက်တောင်လှပတဲ့အယောင်လေးတွေထွက်လဲဆိုတာကိုသူတို့ကိုယ်တိုင်ခံစားပြီးတော့မှအယောင်ခြေထားတဲ့လက်ရာလေးတွေဖြစ်ပါတယ်။တားငယ်သမီးငယ်များရဲ့လက်ရာလေးများကိုကိုမမမမပပဆရာမလူကြီးများအားလုံးကြည့်ရှုနိုင်ဖို့ရတဲ့တိဆက်ပေးခြင်းဖြစ်ပါတယ်။တားငယ်သမီးငယ်များကိုယ်တိုင်ချေမှုန်းထားတဲ့လက်ရာလေးများပဲဖြစ်ပါတယ်ရှင်။ချစ်စရာကောင်းတဲ့နော်အငယ်တန်းလေးတွေရဲ့သူတို့အယောင်လေးတွေချေမှုန်းထားတဲ့တင်ဆက်ပြသခြင်းဖြစ်ပါတယ်။အားလုံးပဲလက်ခုပ်တီးပြီးဂုဏ်ပြုပေးရအောင်။ဟုတ်တယ်နော်နာမည်လေးလွဲနေလို့ကဲဟုတ်ပြီတက်တက်လေးကိုင်းထားမယ်တားငယ်သမီးငယ်လေးလိမ့်ပါရဲ့နော်လှလိုက်တာဟေးပြမယ်နော်ကဲဒါဆိုရင်ဆီယမက ready 1 2 3ဆိုတော့မြင့်မြင့်လေးမြောက်ပြမယ်နော်မြင့်မြင့်လေးတားတော့ဒီလက်ရလေးတွေမြောက်ပြမယ် ready 1 2 3ကဲဟုတ်ပြီမြင့်မြင့်လေးမြောက်မယ်နော်သူတို့ကိုယ်တိုင်ခြေထားတဲ့အယောင်လေးတွေဖြစ်ပါတယ်ကဲကိုမမတွေလက်ခုံနောက်ထပ်တီးပြီးတော့ချီးမြှင့်ရအောင်လက်မှုပြရင်အစီအပြေလားလက်မှုတင်ရတယ်နော်ရတယ်ရပြီလေဒါအဲ့ဆိုပြန်ချခိုင်းရပြီကြံသေးလားရောင်းလို့ဟုတ်လားဟုတ်ကဲ့ကဲသားတို့သမီးတို့အားလုံးကတော်တယ်နော်အဲ့ထဲမှာအလှဆုံးတော့အယောင်တွေကိုချေမုန်းနိုင်တဲ့သားသမီး10ယောက်ရှိပါတယ်ဟောစာရွက်လေးတွေပြန်ချလို့ရပြီနော်ပကြီးမှာအကောင်းဆုံးလေးတွေကိုရွေးချယ်ပြီးတော့ပေးရတာပါလို့နော်စောခိုနာတော်အနီအသေးစောခိုနာတော်မသားလေအနောက်မှာလက်ညှိုးထောင်တယ်သူစုရပါတယ်နော်နောက်နော်အဘီကေအစိမ့်သေးနော်အဘီကေဟုတ်ပြီနော်ဂျင်မီရိုးစ်လေးဖော်နောက်တစ်ယောက်ကနော်နီတော်ဝါအဝါသိမကိုမမတွေလက်ခေါက်ကြဲကြဲလေးတီးပေးပါအောင်လို့နောက်စောဒဲတူလည်းပဲလေအိုဖေးနောက်နော်သေးလောလိမ္မော်အသေးနော်သေးလောနော်စာဖောခီအစိမ့်သေးလာပြီစောထိုလူီတူအစိမ့်သေးရှိလားရှိနောက်တစ်ယောက်ကြော်သွားမယ်နော်စောရွာဟေဘလူးတူအနီအသေးရွာဟေဘလူးတူရှိပါတယ်စောအဲဆာခုအစိမ့်သေးကျေးဇူးတင်ပါတယ်လို့เนาะစာပြက်လေးတွေဆရာမတွေကိုပြန်ပေးပြီးတော့ပြီးရင်လာယူပါလို့เนาะနည်းနည်းရောသွားလို့ပါကျေးဇူးတင်ပါတယ်ဖြည်းဖြည်းချင်းပြန်ဆင်းမယ်เนาะအားလုံး
စေးရောင်လာခြေတက်ဖို့ပေါ့နော်တင်ကြားပေးတဲ့ဆရာမများနေဒီမှာတင်ဆက်ပေးသွားတဲ့သားငယ်သမီးငယ်များကိုကျေးဇူးတင်ပါတယ်ဖျားခင်ကောင်းကြီးပေးပါစေအခုချိန်မှာကတော့ဝိညာဉ်လမ်းညွန်တခြင်းမှာစုရသွားတဲ့အတင်းကဘယ်သေးလဲဘယ်သေးလဲလိမ္မောနော်လိမ္မောအတင်းတစ်တင်းလုံးတက်လာမယ်ဝိညာဉ်လမ်းညွန်တခြင်းကိုချီးမွမ်းဖို့ဖြစ်ပါတယ်လို့လိမ္မောရောင်နော်အတင်းတက်လာမယ်အဲ့ဒီမှာဝိညာဉ်လမ်းညွန်တခြင်းကိုဆိုလိုပါဝင်ရှင်ပြိုင်သွားတဲ့သားလေးကတခြင်းတီဆိုမှာဖြစ်ပါတယ်အားလုံးပဲလိမ္မောအတင်းစင်မောကိုတက်လာပေးပါတခြင်းကိုချီးမွမ်းဖို့ရန်အတွက်ကတော့ဆိုလိုပါဝင်ရှင်ပြိုင်သွားတဲ့သားလေးဖြစ်ပါတယ်လိမ္မောရောင်အသေးရဲ့ဝိညာဉ်လမ်းညွန်နော်ချီးမွမ်းတင်ဆက်အပြီးမှာတော့လက်မှုတင်ကြားထားတဲ့သားငယ်သမီးငယ်များတင်ဆက်ဖို့ရန်အတွက်အစဉ်သင့်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်ဖယားကပေးတဲ့စာနှုတ်ကပတ်ချမ်းစာလူတွေသိအောင်ပြောပြခြင်းပါသည်လူတိုင်းကိုချစ်သည်ဖယားကရေးတဲ့စာနှုတ်တဲ့အခရာလူတွေရှိမှအလင်းဖြစ်စေခြင်းသည်တမန်ကျမ်းစာနဲ့အညီယုံကြည်ခြင်းတွေကိုပေးသည်မျှော်လင့်ခြင်းနဲ့ခရီးဆက်မည်အောင်မြင်ခြင်းတွေပြင်ထားသည်တမန်ကျမ်းစာဖတ်ယူရမည်ဖယားနဲ့ညီဖို့ရာခွာရတိုင်းလို့ပါနာခချင်းနဲ့အစာပြည့်စေခြင်းသည်ပြညွန်ကြမည်ယုံကြည်ခြင်းတွေကိုပေးသည်မျှော်လင့်ခြင်းနဲ့ခရီးဆက်မည်အောင်မြင်ခြင်းတွေပြင်ထားသည်တမန်ကျမ်းစာဖတ်ယူရမည်ယုံကြည်ခြင်းတွေကိုပေးသည်မျှော်လင့်ခြင်းနဲ့ခရီးဆက်မည်အောင်မြင်ခြင်းတွေပြင်ထားသည်တမန်ကျမ်းစာဖတ်ယူရမည်ဝိညာဉ်လမ်းညွန်တခြင်းချီးမွမ်းသွားတဲ့လိမ္မောသင်းမသားငယ်သမီးငယ်များကိုကျေးဇူးတင်ပါတယ်ဖျားခင်သား၍ကောင်းချီးပေးပါစေအခုချိန်မှာတော့လက်မှုလေးတွေတင်ဆက်ဖို့ဖြစ်ပါတယ်ဆရာမတီးတာမှဥဆောင်ပြီးတော့မှလက်မှုမှာပါဝင်ပြီးတော့မှတင်ကြားသွားတဲ့သားငယ်သမီးငယ်များမိမိတို့လှုပ်ထားတဲ့လက်မှုလေးတွေကိုပြန်လည်ပြီးတော့မှတင်ဆက်ပေးဖို့ရန်အတွက်စင်မော်ကိုတက်လာပြီးပါကျမတို့နေရာဒီကျန်းစာတင်တန်းမှာကျန်းစာတင်တန်းပြီးရင်စိတ်ကြိုက်အချိန်လေးတွေရှိပါတယ်လို့သားငယ်သမီးငယ်များအတွက်ပကြီးဝါသနာပါတဲ့ကလေးတွေကပကြီးတင်ကြားပြီးတော့မှလက်မှုဝါသနာပါတော့သားငယ်သမီးငယ်များကလက်မှုကိုတင်ကြားခြင်းအချိန်ကိုလည်းထည့်သွင်းထားပါတယ်ဟုတ်ကဲ့လက်မှုမှာပါဝင်တဲ့သားတို့သမီးတို့အမြန်လေးလာခဲ့မှာနော်
အားလုံးပဲမင်္ဂလာပါကျမတို့နေရာဒီတင်နန်းပြုလုပ်တဲ့9ရက်မှာ4ရက်ကိုလက်မှုကျမတို့သင်ကြားခဲ့ပါတယ်ပထမဦးဆုံးပေါ့နော်နေ့ရက်မှာဆိုလို့ရှိရင်ဖျားသခင်ကကျမတို့တရားချီစီတိုင်းကိုချစ်တယ်နော်ဘလောက်ကြီးချစ်လဲဆိုလို့ရှိရင်တပါးတီးသောသားတော်ကိုစွန့်တိတိုင်အောင်ကျမတို့ကိုချစ်တယ်ရှင်အောင်ခရစ်ဝင်ခန်းကြီး3ငယ်16နော်ဖျားသခင်ရဲ့မေတ္တာကိုတတိယဖို့ရန်အတွက်ကျွန်တော်အသေးလေးတွေပေါ့နော်ပြပေးပါအောင်ဒါပထမဦးဆုံးရက်မှာပြုလုပ်တယ်ပေါ့နော်အသေးလေးဖြစ်ပါတယ်လို့နော်ဒီအသေးလေးတွေကိုသူတို့အားလုံးလုပ်တတ်ပါတယ်ကျွန်တော်တို့ Christmas မှာလည်းကျွန်တော်တို့ Christmas သစ်ပင်မှာဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ် decoration ဆင်လို့ရတယ်ပေါ့နော်ကြိုက်တဲ့အရောင်လေးတွေနဲ့နော်ဒါကပထမဦးဆုံးလုပ်တဲ့လက်မှုဖြစ်ပါတယ်ဒုတိယနေ့မှာတော့ကျွန်တော်တို့လက်ဝါးကတ်တိုင်ပုံလေးပေါ့နော်တောချိန်လေးဒီချိန်လေးလုပ်ပါတယ်တချို့လက်ဝါးကတ်တိုင်လေးတွေကတော့နည်းကော့ပါတယ်တချို့တွေကတော့ဖျောက်ဖျောက်တင်တန်းပါပဲလို့နော်ဒီလဝါကက်တိုင်လေးကိုမြင်တဲ့အခါမှာသခင်ယေရှုကျမတို့တယောက်ချင်းစီတိုင်းရဲ့အပြစ်အတွက်ကိုစားလဝါကက်တိုင်မှာအသေးခံပေးခဲ့တယ်အသွေးနဲ့အသက်ကိုပေးခဲ့တယ်တည်ခြင်းမှလည်းမဆုံးဘူး3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်အသက်ရှင်တဲ့ဘုရားဖြစ်တယ်သူ့ကိုယုံကြည်အားကိုးလို့ရတယ်သခင်ယေရှုကိုယုံကြည်လက်ခံရင်တနေ့ကျရင်ကျမတို့ဟာဖျားဖြစ်ရှိတဲ့ကောင်းကင်နိုင်ငံကိုသွားရမှာဖြစ်တယ်ဆိုတာကိုတတိယဖို့ရန်အတွက်လည်းဒီလက်မှုလေးကိုကျမတို့သင်ကြားပေးခြင်းဖြစ်ပါတယ်တတိယရက်မှာတော့ကျွန်တော်တို့အယောင်5မျိုးနဲ့ပေါ့နော်စာသားမဲ့စာတစ်လုံးမှမပါဘူးเนาะအဲ့ဒီစာသားမဲ့စာအုပ်ကလေးရဲ့စာသားမဲ့အယောင်လေးတွေနဲ့ကျွန်တော်တို့ခရစ်တော်ကိုမသိသေးတဲ့သူတွေကိုလွယ်ကူစွာနဲ့သက်သေခံလို့ရတဲ့နီလန်လေးအဲ့ဒါကိုအမှတ်ရဖို့ရန်အတွက်လက်မှုလေးကိုကျွန်တော်တို့လက်ပတ်ကြိုးလေးလုပ်ပါတယ်လို့ဒီစာသားမဲ့ရဲ့အထိပ္ပယ်လေးကိုသမီးလေးကနေပြီးတော့ပြောပြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်တော့ဘာစာတစ်လုံးမှမပါဘူးဒါပေမဲ့ဒီထဲမှာအယောင်လေး9ယောင်ရှိပါတယ်ဒီအယောင်တစ်ခုချင်းစီကကဘာပေါ်မှာထူးဆန်းတဲ့ပေါ့နော်အဖြစ်မှန်လေးတွေကိုဖော်ပြပေးတာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ဒီအဝါရောင်လေးကကြတော့သာရဖရာရဲ့ကောင်းကင်နိုင်ငံတော်ကိုကိုစားပြုပါတယ်ဖရာသခင်ကကျမတို့အရောက်စီတိုင်းကိုချစ်တဲ့အတွက်ကြောင့်မို့လို့သူနဲ့အတူနေနိုင်ဖို့ရန်အတွက်ကောင်းကင်နိုင်ငံတော်ကိုပြင်ဆင်ပေးထားပါတယ်ဒုတိယတစ်ယောင်ကဘုရားသခင်ကဖန်ဆင်းရှင်ဖြစ်ပါတယ်ဒုတိယတစ်ယောင်ကတော့ဒီကောင်းကင်နိုင်ငံတော်ကိုဝင်ရောက်ဖို့အတွက်တားဆီးထားတဲ့ညှဉ်းညူးတဲ့အပြစ်ဒုစရိုက်တွေဖြစ်ပါတယ်ဒီအမဲရောင်လေးကတော့အပြစ်ဒုစရိုက်တွေကိုကိုစားပြုပါတယ်အပြစ်ဒုစရိုက်တွေကဘုရားသခင်မကြိုက်တာကိုလုပ်တာဘုရားဥပမာအားဖြင့်လိန်တာရန်ဖြစ်တာဆဲတာခိုးတာအစရှိသဖြင့်ဘုရားသခင်မကြိုက်တာတွေပဲဖြစ်ပါတယ်ဒီအမဲရောင်လေးလူသားတိုင်းကပေါ့နော်လူသားတိုင်းကအပြစ်တွေပဲရှိပါတယ်ဒီလူသားတိုင်းအပြစ်ရှိရဲ့လူသားတိုင်းကထာဝရပျက်စီးခြင်းရဲ့ထဲကိုတွားရမယ်ဒါပေမဲ့ဘုရားသခင်ကအကောင်းဆုံးလမ်းကိုပြင်ဆင်ပေးထားပါတယ်အဲ့ဒါကတော့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ဖြင့်ကျမတို့ရဲ့အပြစ်ဒုစရိုက်အားလုံးကိုစေချောပေးတဲ့သခင်ယေရှုရဲ့သွေးပဲဖြစ်ပါတယ်ဒါကြောင့်ဒီအနီရောင်လေးကသွေးကိုသခင်ယေရှုရဲ့အသွေးတော်ကိုပုံဆောင်ပါတယ်ကျမတို့အားလုံးကဒီသခင်ယေရှုရဲ့အသွေးတော်နဲ့စေချောခြင်းခံလိုက်ရတဲ့အချိန်မှာဒီအဖြူရောင်လေးလိုမျိုးဖြူစင်တဲ့လူသားတွေဒုစရိုက်ကင်းမဲ့တဲ့လူသားတွေဖြစ်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ပြီးတော့သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ပြီးတော့သခင်ယေရှုကိုလက်ခံတဲ့လူသားတိုင်းကဆိုလို့ရှိရင်ဘုရားသားသမီးတွေဖြစ်ရတဲ့အခွင့်ကိုရရှိမှာပဲဖြစ်ပါတယ်ဒီဘုရားသားသမီးတွေဖြစ်သွားပြီဆိုလို့ရှိရင်တော့ယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့ဝိညာဉ်ရေးရမှာဆိုလို့ရှိရင်ရှင်သန်ကြီးထွားဖို့အတွက်ဘုရားသခင်ကအလိုရှိပါတယ်ဒါကြောင့်ဒီအစင်းရောင်လေးရဆိုလို့ရှိရင်ရှင်သန်ကြီးထွားခြင်းကိုကိုစားပြုပါတယ်အသက်တာမှာရှင်သန်ကြီးထွားဖို့အတွက်ဆိုလို့ရှိရင်နေ့စဉ်ကျမ်းစာဖတ်တာဘုရားသခင်ကိုဆုတောင်းတာ quiet time လုပ်တာတက်တည်ခံတာအပြည့်ဝင်ချတောင်းပန်ခြင်းအပြင်ဘုရားသခင်နဲ့ယဉ်ကျေးကျွမ်းဝင်တဲ့သူတွေဘဝတက်တာကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်အခုပြောသွားပေးတဲ့အကြောင်းအရာလေးကတော့ဒီစာသားမဲ့စာအုပ်လေးအကြောင်းပဲဖြစ်ပါတယ်ကြားနာသူတိုင်းကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်လို့ဒီစာသားမဲ့ကျိုးလေးတစ်ချက်လောက်မြှောက်ပြပါနော်လက်ပတ်ကျိုးလေးပေါ့နော်သူတို့စီမှာအော်ရာမှာလို့ရပါတယ်လို့နော်
ဟုတ်ကဲ့ယေရှုတင်ပါတယ်နောက်၄ရက်မြောက်နေ့မှာတော့ကျမတို့တွေကသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးပြီဆိုလို့ရှိရင်ကျမတို့တယောက်ချင်းစီတိုင်းကယေရှုခရစ်တော်အဖြစ်ဖျားသခင်ရဲ့သားသမီးဖြစ်ခွင့်ရတယ်ဖျားသားသမီးဖြစ်လာပြီဆိုလို့ရှိရင်ကျမတို့တယောက်ချင်းစီတိုင်းရဲ့အသက်တာကခရစ်တော်၌တလုံးတွရတယ်ပဲဖြစ်တယ်ဆိုတော့เนาะဒီတစ်ကောခန်းကြီးစနစ်မှာပါတယ်လေကျမတို့ခန္ဓာကိုယ်ချင်းဖြစ်တယ်ဆိုတော့တတိယဖို့အတွက်ကျမတို့เนาะဒီလက်မှုလေးကိုလုပ်ထားပါတယ်เนาะကျမတို့တယောက်ချင်းစီတိုင်းကအင်္ဂါချင်းဖြစ်တယ်ဆိုတာကိုတတိယဖို့အတွက်ဒီလက်မှုလေးလုပ်ကြပါတယ်လို့ဟုတ်ကဲ့ကျမတို့ဒီ၄ရက်တာလုံးမှာဒီလက်မှုလေးတွေကိုလုပ်ပါတယ်လို့ဒီအသေးတော်အနေနဲ့fan ချမယ်ဆိုလို့ရှိရင်သူတို့ကိုခိုင်းလို့ရပါတယ်လို့သူတို့လက်တော်များများတချို့ကတော့ကောင်းကောင်းမွန်မွန်လုပ်တတ်ကြပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်လက်မှုကိုဥဆောင်တင် जा ပေးတဲ့ဆရာမတရားနဲ့တကွာဒီနေ့မိမိတို့เนาะတင် जा ခံထားတဲ့လက်မှုလေးများကိုတင်ဆက်ပြသသွားတဲ့တားငယ်သမီးငယ်များကိုကျေးဇူးတင်ပါတယ်ဖျားသခင်သား၍ကောင်းချီးပေးပါစေအခုချိန်မှာတော့ကျမတို့အားလုံးအတွက်အထူးဆုတောင်းပေးဖို့ရန်ဆရာမမားသားကိုအချိန်ပေးပါတယ်ကဲဆုတောင်းကြပါစို့ကောင်းမြတ်ဆုံးလေ၍သာသမီတယောက်စီတိုင်းကိုတစ်ဖက်သက်သောမေတ္တာနှင့်ချစ်တော်မူသောဖာဤချိန်တိုင်းအတွက်ကိုရောကျေးဇူးတင်ပါတယ်ကိုရောကောင်းမြတ်ပါတယ်ကိုရောအသက်ရှင်တဲ့ဖရာအရာခတ်သိမ်းကိုပိုင်ဆိုးတဲ့ဖရာအရာခတ်သိမ်းကိုတတ်နိုင်သောဖရာဂယုဏမေတ္တာနှင့်ပြည့်စုံကြွယ်ဝတဲ့ဖရာရှင်ဖြစ်တဲ့အတွက်ကိုရောရဲ့ဘုန်းတော်နာမတော်ဒီကပါဆက်မင်္ဂလာရှိဘုန်းကြီးပါစေသောရှေးစွာတော်ဒီစောတိတော်အသင်းတော်အတွက်အထူးတရားဆုတောင်းလိုပါတယ်ဖဖရာကောင်းမြတ်တော်မူသောဖရာသခင်ဒီအသင်းတော်ကြီးသည်တကယ်ပဲသူတစ်ပါးရှိမှအလင်းကိုပေါ်ထွန်းစေသောအသင်းတော်ကြီးတကယ်ပဲကိုရောမဆခြင်းလက်တော်နဲ့အစဉ်ကောင်းကြီးရစ်ပတ်ခံစားသောအသင်းတော်ကြီးဖြစ်ရပါမည်အကြောင်းအထူးဆုတောင်းပါတယ်ဒီအသင်းတော်ရဲ့ဥဆောင်နဲ့အဖအသင်းအုပ်ဆရာအတွက်လည်းတရားဆုတောင်းလိုပါတယ်ဖမြတ်စွာသောဖရာသခင်ဒီနေ့တိုရင်ဖြစ်တဲ့အချိန်မှာကိုရောတော်စုတွေကိုကြည့်ရတဲ့အခါမှာပင်ပန်းခြင်းတွေရှိမယ်ခက်ခဲခြင်းတွေရှိမယ်တကယ်ပဲစိတ်သက်အားနဲ့အချိန်တွေရှိမယ်တိုးတော်လဲကိုရောဆရာကိုခွန်အားပေးပါဆရာကိုကောင်းကြီးပေးပါဆရာကိုကြက်ပတ်ခြင်းနဲ့ပတ်စည်းလက်မိသားစုတွေလည်းဘုရားသခင်အဖို့လို့ရဆက်လက်အသက်ရှင်ရကိုရောအတွက်ဆက်လက်တာ၍လှုပ်ဆောင်နိုင်သောဖသင်းဥစ္စာမိသားစုဖြစ်ဖို့ကိုရောဆက်လက်အသုံးပြုလဲကောင်းကြီးပေးတော်မူပါဆုတောင်းအနံပါလေဖကျေးဇူးတင်ပါ၏ကြီးမြတ်တော်ဘုရားသခင်ဆက်လက်ပြီးတော့မှဒီအသင်းတော်မှာပါဝင်ကြတဲ့မိခင်မိခင်လူကြီးအသင်းပေါ့နော်ဖခင်လူကြီးအသင်းကဏ္ဍအသီးသီးမှာပါဝင်နေကြတဲ့တင်းသူတင်သားတယောက်စီတိုင်းအတွက်လည်းတရားဆုတောင်းပါတယ်ဘုရားသခင်ဒီကနေ့ကိုရောကလေဥကောင်းဖြစ်တယ်ဒါတော့တမီးတို့အသင်းတော်တွေကတော့ကိုခန္ဓာဖြစ်တယ်ဒီကနေ့တယောက်စီတိုင်းရဲ့အသက်တာမှာတကယ်ပဲစီလုံးချင်းညီညွတ်ခြင်းနဲ့ဘုရားရှင်နိုင်ငံတော်အဖို့လျာဆက်လက်ပါဝင်အစေခိုင်နေတော့သူတယောက်စီဖြစ်ဖို့ကိုရရှင်မဆအတော်ပြုတော်မူပါဒီနေ့ဒီအသင်းတော်မှာပါဝင်အစေခံနေကြတဲ့သားသမီးတယောက်စီတိုင်းပေါ်မှာလဲကောင်းကြီးသွန်းလောင်းပါလိုအပ်ချက်တွေလည်းရှိမယ်လူရင်းဆန္ဒလေးတွေလည်းရှိမယ်ကိုရောဖြည့်ဆည်းပေးပါကိုရရှင်ကောင်းကြီးပေးလေဒီကနေ့ကိုရောဒီအသက်ရှင်တဲ့ဘုရားဖြစ်ကြောင်းတာ၍သိစေပါကိုရောချစ်ချင်းမြတ်တာနဲ့ရှမ်းရတဲ့အခွင့်ပေးလျက်ဒီနေ့စိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေကိုရောအတွက်ပဲပါဝင်စေခံသောသားသမီးဖြစ်စေပါအချိန်တိုင်းနေ့ကတော့တကယ်ပဲတမီးတို့အသက်တာမှာဘာမှသိမကြံပါတော်တော်လေကိုရောချစ်တဲ့မြတ်တာနဲ့ဆက်လက်ပြီးတော့မှပူသည်ဖြစ်စေအေးသည်ဖြစ်စေဘလို့အချိန်တွေမှာပဲဖြစ်ကိုရောအဖို့လွာဆက်လက်အသက်ရှင်ဖို့ရန်ကိုရောဆက်လက်ပြီးတော့မှဒီမှာရှိတဲ့အသင်းသူအသင်းသားတယောက်စီတိုင်းနဲ့အတူရှိလေကောင်းကြီးပေးပါဖာလက်တော်ရဲ့အနံပါတယ်ဘုရားသခင်ယေရှုတင်ပါတယ်ကန္တာတိုင်းမှာအသီးသီးရှိတဲ့ကန္တာတစ်ခုစီတိုင်းတင်ဖော်ပြတော်လဲကိုရောသိပါတယ်ကိုရောဆက်လက်ပြီးတော့မှကောင်းကြီးပေးတော်မူပါကိုရောဆက်ပြီးတော့မှဆုတောင်းလို့ဒီမှာဒီကနေ့တကယ်ပဲနိုင်ငံတော်အဖို့လျာအရေးကြီးတဲ့တားငယ်သမီးငယ်များအတွက်လဲဆုတောင်းတတိယပါတယ်ဘုရားသခင်ဒီသားသမီးများကိုရောတကယ်ပဲတမန်တရားကိုသိဖို့ကိုရောအလိုရှိတဲ့အတိုင်းပဲဒီနေ့9ရက်တာသင်တန်းကိုရောလှုပ်ဆောင်ခွင့်ပေးခဲ့ပြီးဒီရတဲ့ကိုရောယေရှုတင်ပါတယ်
ပါတယ်ဒီနေ့သူတို့နှလုံးသားမြင်မှာမျိုးစေ့ကျဲလိုက်ပါပြီဖဖျားဒီမျိုးစေ့ဒီသူတို့နှလုံးသားမြင်မှာပင်ပေါက်ရှင်သန်ပြီးတော့မှတကယ်ပဲကိုရိုနာအစဉ်တိုင်းကြီးထွားသောသမီးသားလေးတွေဖြစ်ဖို့ကိုရိုဆက်လက်မစာကောင်းကြီးပေးပါဖျားရှိလူရှိမှာမျက်နှာရတဲ့သမီးသားလေးဖြစ်ဖို့လည်းကိုရိုကောင်းကြီးပေးပါဖဖျားသခင်တကယ်ပဲသူတို့အသက်တာမှာဆက်လက်ပြီးတော့ကိုရိုလမ်းပြခြင်းထဲမှာရှင်သန်သွားလာတဲ့အသက်တာရှိသောသမီးသားဖြစ်လေကိုရိုကောင်းကြီးမင်္ဂလာခံစားရသောသမီးသားဖြစ်ဖို့ပညာရေးကိုကိုရိုဆက်လက်ချီးမြှောက်ကောင်းကြီးပေးပါကျမချင်းလိုအပ်တဲ့သားသမီးများလူကြီးများကိုရိုရှင်ဆက်လက်ပြီးတော့ကျမချင်းပေးတော်မူပါကိုရိုသက်တွေကိုမြင်တွေ့တဲ့အခွင့်ကိုရိုပေးပါဖျားသခင်ဒီသားသမီးတွေရှေ့ဆက်အနာဂတ်လန်ကီကိုရိုပဲ့ပြီးလေလမ်းပြပါမည်အကြောင်းသူတို့အသက်တာဒီလေကိုရိုနဲ့အစဉ်တိုင်းကြီးထွားလေကိုရိုဘုံတော်အလင်းတော်ထင်ရှားစီတော်သမီးသားတွေဖြစ်ဖို့ဒီမှာရှိတဲ့ဆောစီတော်အသင်းတော်မှာရှိတဲ့သမီးသားတယောက်စီတိုင်းကသခင်ယေရှုနာမနဲ့ကောင်းကြီးပေးပါရဖျားယေရှုတင်ပါတယ်ကြည်တော်ပေါင်းသမီးချီးမွမ်းပါတယ်ဖဖျားသခင်သူတို့မြန်မာပြည်ကြီးလေတကယ်ပဲခက်ခဲဆိုးရုပ်ကြီးနဲ့ဒုက္ခအမျိုးမျိုးနဲ့ရေဆိုင်ကြုံတွေ့ရတဲ့ခါမှာကိုရိုအလိုတော်ကြံစီရပါလေဆိုတော့သူတို့နားမလဲတော့လေကိုရိုသားပြီးကောင်းတဲ့အမှုကိုပြုတယ်ဆိုတာယုံကြည်လဲအနံပါတယ်ဘုရားသခင်ခက်ခဲဒုက္ခရောက်နေသူကိုရိုမဆပါတနာပါကုညီပါကဲတင်ပါထိုသူရဲ့ခေါ်တဲ့များကိုကိုရိုနားညောင်းလဲအဖြစ်ပေးကောင်းကြီးပေးပါဘုရားရှင်နဲ့သမီးဆုတောင်းပါတယ်ပါဒီနေ့ယုံကြည်သူများကိုရိုပြောထားပါတယ်ကိုရိုဂရိတော်ရှိပါတယ်ကိုရိုဒီငါဒီတင့်ကိုမစွတင့်ကိုအလစ်ပြေမထားဆိုကိုရိုဂရိပေးတဲ့အတိုင်းပဲဒီကနေ့သမီးတို့တယောက်စီတိုင်းလဲကိုရိုတိကျော်နဲ့အသက်တာမှာမဟုတ်ဘဲနဲ့ဆက်ပြီးရှင်သန်ကြီးထွားတဲ့အသက်တာကိုရိုပေးပါနှုတ်ကပတ်တော်ကြားသိခြင်းမဟုတ်ဘဲနဲ့ကိုယ်တိုင်လိုက်လျှောက်တဲ့အသက်တာကိုလဲကိုရိုရှင်ပေးပါခံယူခြင်းသက်တာရှိပြီးတော့မှဒီနေ့ကိုရိုရဲ့တမန်တရားမှာအစဉ်တိုင်းကြီးထွားပြီးတော့မှကောင်းစားခြင်းမင်္ဂလာအစဉ်ခံစားရတော့သူများဖြစ်ဖို့လဲကိုရိုမဆပါဘုရားသခင်ဣသရေလမျိုးကိုကိုရိုကြည့်ရှုလဲကွယ်ကားတယ်လို့ပဲဒီနေ့ကိုရိုယုံကြည်ကိုးကွယ်တဲ့သားသမီးတယောက်စီအသက်တာမှာကိုရိုကွယ်ကားခြင်းကိုရိုမဆခြင်းကိုရိုလမ်းပြခြင်းကိုရိုပြင်ဆင်တဲ့ကောင်းချီးကိုခံစားရတော့အခွင့်ကိုရိုပေးပါလက်တော်တဲ့ဆက်ကပ်ပါတယ်ဖယေရှုတင်ပါ၏ကြီးမြတ်တော်သောဘုရားသခင်ဒီအသင်းတော်ယုကိုရိုဆက်လက်ကောင်းချီးပေးလေကိုရိုဖို့လဲဆက်လက်အသက်ရှင်နိုင်ပါမည်အကြောင်းကိုရိုနာမတော်ကိုကင်ဆွဲလေရှစ်ဆက်ပြီးတော့မှတာပြီးအမှုတော်ကိုဆောင်ရွက်နိုင်ရပါမည်အကြောင်းကိုရိုမဆပါအသင်းသူတင်သားအားလုံးကိုရိုကောင်းချီးပေးပါပြီးတော့မှဒီမှာရောက်ရှိလာတဲ့ပါဝင်စေကံကြတဲ့ဆရာမတယောက်စီတိုင်းလည်းကိုရိုကောင်းချီးပေးပါခန္ဓာစိတ်ဝိညာဉ်ကောင်းစားပါမည်အကြောင်းနဲ့ကိုရိုဖို့လဲဆက်လက်ပြီးတော့လေပါဝင်စေခိုင်နိုင်တော့အခွင့်ကိုရိုပေးပါစက္ကအနံပါတယ်ဘုရားသခင်ယေရှုတင်ပါတယ်ဒီသင်းတော်လိုအပ်တဲ့အရာများရှိခဲ့လေကိုရိုဖြည့်ဆည်းပေးပါဒီပရိုပိုမှာလည်းကိုရိုကောင်းကင်တမန်တက်ချလဲကြည့်ရှုပါကိုရိုယုံကြည်သူသားသမီးများတလုံးတော့ရတယ်ကိုရိုချီတော်ကြီးတို့တိုးဝင်ပြီးတော့မှခိုလုံကြီးကိုးစားခြင်းပေါ်မှာကိုရိုကောင်းကြီးမြင်ရပါပြီအကြောင်းကိုရှင်မဆာသနာတော်မူပါယေရှုတင်ပါတယ်ကြည်တော်ပေါင်းသမီးချီးမွမ်းပါတယ်ဆုတောင်းခြင်းများတစ်ခုစီကြင်ခဲ့လေကိုရိုဆက်လက်ဖြည့်ဆည်းကောင်းကြီးပေးပါမည်အကြောင်းဤဆုတစ်ခုစီတိုင်းကိုတောင်းလျှောက်တဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုနာမ၌ဆုတောင်းဆက်ကပ်ချီးမွမ်းအပ်နံပါ၏အဖမြတ်စွာသောဘုရားသခင်အာမင်ထူးဆုတောင်းပေးသွားတယ်ဆရာမမာသာကိုကျေးဇူးတင်ပါတယ်ဆရာမမာသာကိုဘုရားသခင်တာပြီးကောင်းချီးပေးပါစေအခုချိန်မှာတော့သားတို့သမီးတို့ခံစားရတဲ့ကောင်းကြီးတွေကနေဘုရားသခင်တွေပါဝင်ပေးလူကိုရန်အတွက်အလူတော်ငွေကောက်ခံမှာဖြစ်ပါတယ်ဆိုရင်ကလေးတွေရောက်နေပြန်အောင်နော်မပြေးမှာအလူတော်ငွေကောက်ခံနေတဲ့အချိန်မှာအစိမ်းအသင်းမှသားငယ်သမီးငယ်များစင်မောတက်လာပြီးပါအစိမ်းပန်းအသင်းမှသားငယ်သမီးငယ်များမပြင်းပါနဲ့เนาะတခြင်းကိုချီးမွမ်းမှာဖြစ်ပါတယ်အစိမ်းအသင်းမှသားငယ်သမီးငယ်များစင်မောတက်လာပြီးပါအစိမ်းအသင်းမှာမပြင်းပါနဲ့ဆိုတဲ့တခြင်းကိုချီးမွမ်းမှာဖြစ်ပါတယ်ကျေးဇူးမယ်နော်
ရင်လည်းတချင်းလိုက်ဆိုပေးမယ်နော်ပြင်းထားမယ်ပြင်းထားမယ်မပြင်းပါနဲ့ဆိုရယ်နော်တချင်းလေးကိုချီးမွမ်းသွားတဲ့အစိမ်းအသင်းမှာတားငယ်သမီးငယ်များကိုကျေးဇူးတင်ပါတယ်ဖျားသခင်သား၍ကောင်းကြီးပေးပါစေတာရသမီးအလူတော်ငယ်စက္ကကြရအောင်မြတ်တော်ရှင်ဖဖျားသခင်ဒီကနေ့ညနေဝိပုကိုခွဲခြင်းအစီအစဉ်မှာပို့ဆောင်ပေးတဲ့တားငယ်သမီးငယ်လူကြီးမိဘဆရာသမားတယောက်ချင်းစီတွေ့ကိုရောကိုကျေးဇူးတင်ပါတယ်ကိုရောသားသမီးတို့လာရောက်တဲ့အခါမှာလည်းအချင်းကြီးမလာပါဘူးဖခံစားရတဲ့ကောင်းကြီးမင်္ဂလာများအထက်မှာကိုရောရဲ့နိုင်ငံတော်ကျေပြတ်မှုရန်အတွက်အလှတော်ဗန္နာငွေများကိုယူဆောင်လာကြပါတယ်ဒီနေ့ပါဝင်ပေးလူကြတဲ့သားသမီးအကြီးဆုံးမှအငယ်ဆုံးတိုင်အောင်ကိုရောကောင်းကြီးဖြစ်စေတော်မူပါဒီအလှတော်ငွေဗန္နာသာမကသားငယ်သမီးငယ်ညာရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုပြန်လဲ၍တင်လူဆက်ကပ်ပူဇော်နိုင်ရတဲ့အသက်တာများသာလျှင်ဖြစ်စေနိုင်ရပါမည်ကြောင့်သခင်ယေရှုနာမ၌အလှတော်ငွေကိုဆက်ကပ်အနံဆုတောင်းပါ၏အဖမြတ်စွာသောဘုရားသခင်အာမင်အခုချိန်မှာတော့ကျမတို့ဒီနွေရာသီကျမ်းစာသင်တန်းမှာချီးမွမ်းခြင်းအကအားဖြင့်လေဖခင်ကိုဝိပုကိုးကွယ်လို့ရတယ်ဆိုတာကိုသားငယ်သမီးငယ်များသိစေဖို့ရန်အတွက်ချီးမွမ်းခြင်းအကသင်ကြားခြင်းကိုလည်းပါဝင်ပြီးတော့မှအစီအစဉ်တစ်ခုအနေနဲ့ထည့်သွင်းထားပါတယ်အခုချိန်မှာချီးမွမ်းခြင်းအကကိုတင်ဆက်ပေးမယ်ဦးဆောင်သူဆရာမများနှင့်သားငယ်သမီးငယ်များကိုဖိတ်ခေါ်ပါတယ်
ချီးမွမ်းခြင်းပကမှာဗာတဲ့သားငယ်သမီးငယ်များစင်မို့နေရာယူပေးပါအချို့လဲစီထားတဲ့အတိုင်းဒီရှောက်လန်းလေးတွေမှာနေရာယူပေးဖို့ဖြစ်ပါတယ်လို့ကျမတို့ဒီချီးမွမ်းခြင်းအကဆိုတဲ့အခါမှာဒီနေ့လောကမှာလူတွေကအမျိုးမျိုးเนาะကတယ်လူပရိသတ်တွေเนาะဒီကျမတို့မြင်ရတဲ့အခါမှာဆို TikTok တွေမှာဆိုလို့ရှိရင်เนาะကတာတွေတွေ့တယ် follower တွေများအောင်เนาะသူတို့ကကြတယ်ပေါ့เนาะဒီနေ့ချီးမွမ်းခြင်းအကဆိုတဲ့အခါမှာကျမတို့ကပြတဲ့ဒီအကကိုတင်ဆက်တဲ့အခါမှာကျမတို့ကိုဒီတင်ဆက်မှုကိုလက်ခံပြီးတော့ကြည့်ရှုပေးနေတဲ့သူကတော့ကျမတို့ရဲ့ပရိသတ်ကတော့ဖျားသခင်ပဲဖြစ်ပါတယ်လို့အထူးသဖြင့်ဖျားသခင်ကိုချီးမွမ်းခြင်းဖြစ်ပါတယ်လို့ဒါကြောင့်တားငယ်သမီးငယ်လေးတွေကိုလည်းရှင်းပြထားတယ်ဖျားသခင်ကိုသူပေးထားတဲ့အစွမ်းတတ္တိတွေနဲ့ကျမတို့ကပြချီးမွမ်းတဲ့အခါမှာဒီဟာရှက်စရာမဟုတ်ပါဘူးဘုရားသခင်ကောင်းမြတ်ခြင်းတွေကိုချီးမွမ်းတာဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်မှာတော့ကျမတို့ My God is so big ဆိုတဲ့เนาะသချင်းရဲ့ 10,000 reasons ဆိုတဲ့သချင်းလေးနှစ်ပုဒ်နဲ့ကျမတို့သင်ကြားခဲ့ပေးပါတယ်လို့ My God is so big ဆိုတဲ့အခါမှာတော့ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းဘုရားကောင်းမြတ်ခြင်းတွေเนาะကျမတို့ဘုရားသခင်ကအရာအလုံးကိုတတ်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာဒီနေ့ကျမတို့ဒီသချင်းလေးထဲမှာပါတယ်ပထမတစ်ပိုက်မှာဆိုတော့ဘုရားသခင်ကဒီကဘာကြီးကိုဖန်ဆင်းထားတဲ့အရာတွေဒီကဘာကြီးကိုဘုရားသခင်ကသူ့ရဲ့တကူတော်တွေနဲ့ပြုပြင်ပြောင်းလဲပြီးတော့လှုပ်ဆောင်တဲ့အရာတွေဘုရားသခင်ရဲ့အံ့ဩဖွယ်ရာဒီဓမ္မဟောင်းကျမ်းစာထဲမှာပါတဲ့เนาะဒီအံ့ဩဖွယ်ရာအမှုတွေကိုကျမတို့တွေ့ရပါတယ်ပြီးရဲ့အခါမှာဆိုနောက်တစ်ပိုက်မှာဆိုတော့အံ့ဩဖွယ်ရာဘုရားပြင်ဆင်ပေးထားတဲ့သခင်ယေရှုခရစ်တော်အဖြစ်ကယ်တင်ခြင်းသခင်ယေရှုခရစ်တော်ကလည်းဒီလောကကြီးထဲမှာလာရောက်ပြီးတော့လူစားတိခံတဲ့အခါမှာဒီနေ့ကျမ်းမာစေတယ်လမ်းနေမကောင်းတဲ့သူတွေကိုเนาะကျမ်းမာစေတယ်နောက်လမ်းမလျှောက်နိုင်တဲ့သူတွေကိုလမ်းလျှောက်နိုင်ဖို့အဆုံးစွန်ကတော့ကျမတို့တယောက်ချင်းချင်းလောကသားအလုံးလွတ်မြောက်ဖို့အတွက်သခင်ကတည်ခြင်းကိုအောင်တယ်အပြစ်တရားကိုအောင်ခဲ့တယ်ကျမတို့အလုံးလွတ်မြောက်ပြီးတော့ထိုက်တန်ဖို့အတွက်လှုပ်ဆောင်ပေးခဲ့တယ်ဒါကြောင့်ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကဒီနေ့သခင်ယေရှုခရစ်တော်ယုံကြည်တဲ့အခါမှာဝိညာဉ်တော်ကကျမတို့ကိုအစဉ်မြဲလမ်းပြတယ် God the Spirit God the Father God the Son ဒီဖျားသုံးပါးတစုဖျားသခင်ကကျမတို့နဲ့အတူရှိတယ်ဆိုတဲ့အရာအတွက်ကျမတို့ချီးမွမ်းထားတာဖြစ်တယ်နောက်တစ်ခုကတော့ကျမတို့နေထွက်ရာကနေနေဝင်ရာတိုင်အောင်ဖျားသခင်ရဲ့နာမတော်ကနော်ကျမတို့ချီးမွမ်းဖို့ထိုက်တန်တယ်ကိုရောအတွက်သချင်းဆိုဖို့ထိုက်တန်တယ်ကျမတို့ဖျားသခင်ကောင်းမြတ်ခြင်းတွေကိုရေတွက်မယ်ဆိုလို့ရှိရင်အကြောင်းအရာပေါင်း1000လောက်เนาะဒီ1000ထက်မကတော့မှကျမတို့ရှာဖွေတွေးရှိနိုင်တယ်ဒါကြောင့်ကျမတို့ရဲ့ဝိညာဉ်ကဒီနေ့ဖျားကိုချီးမွမ်းဖို့ဖြစ်တယ်ဆိုပြီးတော့ဒီချီးမွမ်းခြင်းသချင်းနှစ်ပုဒ်ကိုသင်ကြားပေးထားပါတယ်လို့ဒီနေ့ဒီသချင်းလေးကိုတားရည်သမီးတွေဒီအတူတူချီးမွမ်းပြီးကပြတဲ့အခါမှာလည်းဒီမှာရှိနေတဲ့ပရိသတ်နဲ့မိဘညီကိုမောင်နှမဆရာသမားတွေအတူတူကကြည့်ရှုပေးဖို့ဖြစ်ပါတယ်လို့ခန္ဓာလေးเนาะကျွန်မအရှိကိုသွားလိုက်အောင်မယ်God is so big and so strong and so mighty. There's nothing my God cannot do. My God is so big and so strong and so mighty. There's nothing my God cannot do. My God is so big and so strong and so mighty. There's nothing my God cannot do. My God is so big and so strong and so mighty. There's nothing my God cannot do. In the beginning, God made everything.
ီးမွမ်းခြင်းအကအဖြစ်လေဖျားသခင်ကိုဝိပုကိုးကွယ်လို့ရကြောင်းတားငယ်သမီးငယ်များသိစေဖို့ရန်အတွက်တင်နန်းမှာချီးမွမ်းခြင်းအကကိုဥဆောင်ပြီးတော့မှတင် जा ပေးသွားတဲ့ဆရာမမြတ်မိုးထွေးနှင့်တကွဆရာမများပါဝင်ပြီးတော့မှအတူချီးမွမ်းသွားတဲ့တားငယ်သမီးငယ်များကိုကျေးဇူးတင်ပါတယ်ဖျားသခင်သာ၍ကောင်းချီးပေးပါစေအခုချိန်မှာကျမတို့တရားဟုတ်ချင်းစီအတွက်နှုတ်ကပတ်တော်နဲ့ခွန်အားယူဖို့ရန်အတွက်ကျမတို့ကိုဝေငှပေးမယ်ဆရာမတီယာကိုအချိန်ပေးပါတယ်အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ချိန်တိုင်းအတွက်ခဏလောက်ဆုတောင်းရအောင်ကောင်းမြတ်ဆုံးတော်မူသောဖဖျားယနေ့ကိုရောနှုတ်ကပတ်တော်ဝင်ငါရမယ့်ချိန်တိုင်းအတွက်တကူကြီးသောလက်တော်ထဲမှာရှုတည်စွာအနံပါတယ်တရှင်သောဝိညာဉ်တော်ဖျားစင်သက်စွာရောက်တော်မူ၍တပိပြောခြင်းထက်ကိုရောပြောခြင်းဖြစ်စေပါအဖကိုရောနှုတ်ကပတ်တော်ကိုကိုရောကိုယ်တိုင်ပဲဥဆောင်ပေးပါအဖချိန်တိုင်းအတွက်တကူကြီးသောလက်တော်ထဲမှာရှုတည်စွာအနံနဲ့ဘုန်းတော်မှာဘုန်းတော်အတွက်ဖြစ်စေတော်မူပါမည်ကြောင်းကျေးဇူးတော်ပေါင်းချီးမွမ်း၍သခင်ယေရှုနာမ၌ယူတည်ခြင်းဖြစ်စေတောင်းအနံပါ၏အာမင်တာတို့သမီးတို့ဒီနေ့နော်ဒီနေရာမှာတာတို့သမီးတို့နဲ့ကြွားရောက်လာတဲ့မိဘတွေကိုနှုတ်ကပတ်တော်ဝေမျှရခြင်းအခွင့်ကိုပြင်ဆင်ပေးတဲ့ဖျားသခင်ရဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်အခွင့်ပေးတဲ့တာဝန်ရှိသူများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ဒီနေ့နှုတ်ကပတ်တော်ဝေမျှရမယ်ဆိုတဲ့အခါမှာကျမတို့အတူတူပဲပါနော်တာတို့သမီးတို့ပေါ့ပေါ့ပါလေးပဲနော်ဒီနေ့ဆမပြောချင်တဲ့အကြောင်းအရာကတာတို့သမီးတို့သခင်ယေရှုလောကမှာအသက်ရှင်ခဲ့စဉ်တုန်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုနဲ့စကားပြောနေတဲ့အဝါအသင်းအမတ်တရားပေးနေတော့မှလို့နော်အမတ်တရားပေးနေတော့မှစုပိုးပဲမပြီးသေးဘူးနော်ဒီအစီအစဉ်ပြီးမှနော်အဲ့တော့နားထောင်ပါနော်ကဲသားတို့သမီးတို့ကျောင်းမှာတင်ချပါတာရက်တင်ရလားတင်ရတယ်ကြိုက်လားတင်ချတွက်ရလားကြိုက်လားဟုတ်ဘူးတဲ့ဟုတ်ပြီတင်ချမှာဆိုလို့ရှိရင်တို့တွေလက္ခဏာဘယ်နှမျိုးပါလဲ၄မျိုးကဘာကြီးလဲပြောကြည့်ပါဦးအပေါင်းအနှုတ်အမြောက်စာဟုတ်ပြီဒီနေ့ဆရာမသားတို့တပည့်တို့ကိုပြောပြချင်တဲ့နှုတ်ကပတ်တော် message ကနော်တမန်ကျမ်းစာထဲမှာပါတယ်သင်္ချာပါတတ်ရနော်အဲ့ဒီရဲ့အကြောင်းလေးကိုပြောပြမှာဖြစ်ပါတယ်လို့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်သားတို့တပည့်တို့ကိုဆရာမကခဏနဲ့အပေါင်းလေးတွေပြီးကြည့်ပါနော်ကဲဟုတ်ပြီဒါကဘာလက္ခဏာလဲအပေါင်းလက္ခဏာနော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ပေါင်းကြည့်ရအောင်မမြန်နော်ဘယ်ဖွဲ့ရမမြန်ပေါင်းနိုင်လဲလို့26နဲ့49ကိုပေါင်းရင်ဘယ်လောက်ရတော်လိုက်တာနော်ချက်ချင်းကိုဖြေနိုင်တယ်နော်26နဲ့49နော်ပေါင်းလို့ရှိရင်ဘယ်လောက်ရလဲ85ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီနေ့သားတို့တပည့်တို့ဒီနေ့လေဘုရားသခင်ကလေဒီနေ့ဒုတိယချင်းစီရဲ့အသက်တာနဲ့နော်သူနဲ့ပေါင်းဆက်စေခြင်းနဲ့နော်သခင်ယေရှုလောကမှာအသက်ရှင်တဲ့ခါမှာတော့ကနော်သခင်ယေရှုကလူတွေအများကြီးကိုနော်တရားလိုက်ဟောတယ်နော်လူတွေကလည်းသခင်ယေရှုရဲ့တရားဟောတာကိုကြားချင်တယ်ဒါပေမဲ့သားတို့သမီးတို့သခင်ယေရှုကလေသူတစ်ချိန်မှာသူမောပဲနေတဲ့ခါမှာအနားယူဖို့အတွက်နော်တပည့်တော်တွေနဲ့သူကလှေစီးပြီးတော့ထွက်သွားတယ်ဒါပေမဲ့လူအုပ်ကြီးကလေသခင်ယေရှုလှေစီးပြီးထွက်သွားတာကိုတွေ့တယ်နော်တွေ့တဲ့အခါမှာသခင်ယေရှုရဲ့နောက်ကိုလိုက်ကြတယ်နော်တစ်ဖက်ကန်းရောက်ပြီမယ်နော်သခင်ယေရှုအနားယူရမယ်ထင်လားအနားမယူရဘူးနော်လူအုပ်ကြီးကိုသူတွေ့တဲ့အခါမှာတဲ့ကလေးတို့အဲ့လူအုပ်ကြီးကိုကြည့်ပဲသူတနာတယ်တဲ့နော်ထိန်းသူမရှိပဲနဲ့လွတ်ထားတဲ့တိုးလေးတွေနဲ့တူလိုက်တာတဲ့ကလေးတို့သခင်ယေရှုကလေလူအုပ်ကြီးကိုမြင်ပြီးတဲ့အခါမှာသူချစ်ပြီးတော့တနာတယ်လို့ပဲဒီနေ့သားတို့တပည့်တို့ဆရာမတို့တယောက်ချင်းစီတိုင်းကိုလေချစ်နေတဲ့သူကြောက်ရှိတယ်ဘယ်သူလို့ထင်လဲဖျားသခင်နော်ဖျားသခင်ကဒီနေ့တို့တယောက်ချင်းစီတိုင်းကိုချစ်တယ်သူကအရှာခက်သိန်းကိုဖန်ဆင်းထားတဲ့ဖျားဖြစ်တယ်ဒါကြောင့်တို့တွေတယောက်ချင်းစီတိုင်းကိုသူဖန်ဆင်းထားတဲ့အတွက်ကြောင့်သူအမတန်ချစ်တယ်သူရှိတဲ့ကောင်းကင်နိုင်ငံကိုပြန်လာစီခြင်းနဲ့ဒါပေမဲ့တို့တွေသွားလို့ရလားမရဘူးဘာကြောင့်လဲဟုတ်တယ်တို့တွေအပြစ်ရှိတဲ့အတွက်ကြောင့်ဖျားသခင်ရှိတဲ့ကောင်းကင်နိုင်ငံကိုသွားလို့မရဘူးဒါကြောင့်ဖျားသခင်ကသူ့မှာရှိတဲ့ဓမ္မကြီးသောသားတော်သခင်ယေရှုကိုဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တုန်းကဒီလောကကိုဆင်းလွတ်ခဲ့တယ်သခင်ယေရှုကလည်းဒီလောကကိုယေရှုဆိုတဲ့နာမည်နဲ့ဆင်းလာတယ်ဝိဖွားခြင်းကိုခံခဲ့တယ်နောက်ဆုံးလောကကတ်တိုင်းမှာတို့တယောက်ချင်းစီတိုင်းရဲ့အပြစ်တွေအတွက်အသေးခံပေးသွားတယ်တည်ခြင်းမှာလမ်းဆုံးလားလမ်းဆုံးဘာထပ်ဖြစ်လဲဒီနေ့ကဘာနေ့လဲရှင်ပြန်ထမြောက်တာလေ3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်နော်ဒါကြောင့်သခင်ယေရှုက
သူ့ကိုယုံကြည်တဲ့သူကနော်ငါ့ကိုယုံကြည်သောသူဒီထာဝရအသက်ကိုရ၏တဲ့နော်ဟာရချင်ရမယ်ရကောင်းရမယ်ရလက်တက်ဆိုရမရေရမသေးချာတဲ့အဖြေမပြောသွားဘူးနော်ရ၏တဲ့နော်ဒီနေ့သခင်ယေရှုယုံကြည်လက်ခံရင်တို့တွေကတနေ့ကြလို့ရှိရင်ဖျားခင်ရှိတဲ့ကောင်းကင်နိုင်ငံကိုတွားရမှာဖြစ်တယ်နော်ဒါကြောင့်ဖျားသခင်ကသားတို့သမီးတို့ဆံမတို့တယောက်ချင်းစီတိုင်းကိုချစ်တဲ့ဖျားရှင်ဖြစ်တယ်ဒီလိုနဲ့သားတို့သမီးတို့ဟာလူအောင်ကြီးရလေသခင်ယေရှုရဲ့ပြောတဲ့နှုတ်ကပတ်တော်တွေတရားစကားတွေကိုနားထောင်တာတဲ့နော်တော်တော်လေးအချိန်လင့်သွားတဲ့အခါမှာတဲ့သခင်ယေရှုဟာတတိထားမယ်ဟိုးကြည်စဲလူတွေကြည့်တဲ့အခါမှာလူတွေကဘာဖြစ်နေမဲ့ထင်လဲဗိုက်စာနေပြီနော်သူတို့စာလောင်နေတယ်နော်စာလောင်နေတယ်အဲ့ခါမှာအိုးဒီလူတွေအများကြီးကိုကြွေးမဲ့ဆိုလို့ရှိရင်တပည့်တော်တွေမှာသူတို့မှာအဲ့ဒီလူတွေအားလုံးဝါဖို့အတွက်ကျွေးစရာအစာလည်းမရှိဘူးလုံလောက်တဲ့ငွေလည်းမရှိနော်အဲ့တော့သခင်ယေရှုကကဲသူတို့စားစရာဖို့မင်းတို့ရှာပါဆိုတဲ့အခါမှာဖိလိပ္ပုကဖြစ်ပါမလားဒီလူတွေစားဖို့ဆိုလို့ရှိရင်နော်ဘလို့မှမဖြစ်နိုင်ဘူးဒါနဲ့နော်သခင်ယေရှုရဲ့တပည့်တော်တွေထဲကနေပြီးတော့အန်ဒရီဆိုတဲ့တပည့်တော်တစ်ယောက်ကတဲ့နော်သခင်ယေရှုရှာခိုင်းတဲ့လူကုန်ကြီးထဲမှာသူအစာသွားရှာတယ်တဲ့ကလေးတို့ရေနော်သွားရှာတဲ့အခါမှာကလေးလေးတစ်ယောက်ကိုတွေ့ရတယ်တဲ့အဲ့ကလေးလက်ထက်မှာဘာတွေ့ရလဲဆိုလို့ရှိရင်မုတ်၅လုံးနဲ့၅နှစ်ကောင်ကိုတွေ့ရတယ်တဲ့နော်အများကြီးလားအများကြီးတော့မဟုတ်ဘူးနော်ဒါပေမဲ့တခုခုပဲကလေးတို့ရေနော်ဒီကောင်လေးစီမှာအများကြီးမရှိပေမဲ့သူကလေသူ့မှာရှိတဲ့ဟာကိုအကုန်ပေးဖို့အတွက်အစင်သင့်မယ်ဒါကြောင့်သားတို့သမီးတို့မင်းတို့ရောမင်းတို့မှာရှိတဲ့အရာတွေကိုဖျားသခင်ကလေသူ့အတွက်သုံးချင်နေပေးမလားဆိုရင်သားတို့သမီးတို့ပေးမလားပေးမလားပေးမယ်ကဲဟုတ်ပြီဒါကြောင့်ဒီနေ့သားတို့သမီးတို့ဆရာမနော်ဒီနေ့နှုတ်ကပတ်တော်တစ်ပိုက်ကိုဖတ်ပြခြင်းနဲ့အဲ့ဒါကတော့တစ်ကိုခန်းကြီး6အငယ်20ပါနော်လိုက်ဆိုကြည့်မယ်နော်တင်တို့သည်အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်ဖျားသခင်ပိုင်တော်မူသောတင်တို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့်ဖျားသခင်ဂုဏ်တော်ကိုချိန်ရှားစေကြလော့ကဲဟုတ်ပြီနော်ဒီကလေးလေးကသူ့မှာရှိတဲ့အရာအလုံးကိုသခင်ယေရှုကိုပေးလိုက်ခြင်းကဘာနဲ့တူလဲခုနအပေါင်းလေးနော်အပေါင်းလက္ခဏာလေးနဲ့တူတယ်ကလေးတို့ရေကဲသားတို့တို့အနှုတ်ဆိုတဲ့လက္ခဏာရောသိလားသိရနော်ကဲအနှုတ်ရဲ့အဓိပ္ပာယ်ကဘာလဲဖယ်ထုတ်လိုက်တာဖြစ်တယ်နော်နှုတ်လိုက်တယ်ဆိုတာဘာလဲဖယ်ထုတ်လိုက်တာကျောင်းမှာသင်ရတယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်28ထဲကနေပြီးတော့19နှုတ်ရင်ဘယ်လောက်ရမလဲဘယ်လောက်ကျန်လဲ9ကျန်တယ်ကဲဟုတ်ပြီအဲ့တော့အန်ဒရီကနော်ကလေးလေးစီယာလေးပါလာတဲ့မုံ9လုံးနဲ့9နှစ်ကောင်ရှိတဲ့ကလေးကိုသခင်ယေရှုစီကိုခေါ်လာတယ်နော်မတွေ့လားသခင်ယေရှုစီကိုခေါ်လာခဲ့တယ်နော်သခင်ယေရှုကိုသူ့မှာရှိတဲ့အရာအလုံးကိုပေးဖို့ပြောတဲ့အခါမှာဒီကလေးလေးကဆမချင်နေနော်ကစီမနဲ့ဝမ်းသာစွာနဲ့သူပေးခဲ့တယ်ဒါကြောင့်ဒီကောင်လေးစီကသခင်ယေရှုကနှုတ်လိုက်တာဖြစ်တယ်ဖယ်ထုတ်လိုက်တာဖြစ်တယ်သူ့လက်ထက်မှာရှိသေးလားမရှိတော့ဘူးဘယ်သူစီရောက်လာလဲသခင်ယေရှုစီကိုရောက်လာတယ်ဒါကြောင့်သားတို့သမီးတို့ရဲ့တက်တာထဲမှာလဲနော်ကိုယ်မှာရှိတဲ့အရာကိုသခင်ယေရှုကအလိုရှိတဲ့အခါပေးခြင်းနဲ့စိတ်ရှိတာရှိရနော်တနေ့မှာဘယ်နှနာရီရှိလဲ24နာရီရှိတယ်တနာရီမှာမိနစ်ဘယ်လောက်ရှိလဲမိနစ်60ရှိရနော်တို့တွေ15မိနစ်ဆိုတော့အကန့်လေးကိုကန့်လိုက်ရင်ဘယ်နှပိုင်းရမလဲထင်လဲ96ပိုင်းရတယ်တော်လိုက်တာမှတ်မိတယ်နော်ဆိုတော့အဲ့ဒီထဲမှာရှိတဲ့တစ်ပိုင်းလေး15မိနစ်ကိုသားတို့သမီးတို့တနေ့မှာသခင်ယေရှုအတွက်ပေးချင်တာဖျားသခင်နဲ့အချိန်ယူခြင်းဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းနဲ့သားတို့သမီးတို့ပေးချင်လားဒါအချိန်လေးပဲရှိသေးတယ်နော်သားတို့သမီးတို့မှာရှိတဲ့အရာကိုဖျားသခင်ကိုမင်းတို့ကပေးမယ်ဆိုရင်ဖျားသခင်ကလည်းသားတို့သမီးတို့ကိုကောင်းကြီးတွေမြောက်များစွာပေးမှဖြစ်တယ်နော်ဒါကြောင့်ခုနကတော့ရွတ်ဆိုသွားတယ်နော်တစ်ကောခန်းကြီး6ငွေ20မှာဆိုလို့ရှိရင်သားတို့သမီးတို့ဟာသခင်ယေရှုကိုယုံကြည်လက်ခံပြီးဖျားသခင်ရဲ့သားသမီးတွေဖြစ်ပြီးဆိုလို့ရှိရင်ဖျားသခင်ကလေသားတို့သမီးတို့ဆရာမတို့တယောက်ချင်းစီတိုင်းကနေပြီးတော့တို့တွေရဲ့အသက်တာသူပေးထားတဲ့အချိန်နာရီတွေကတို့တွေကသူပြန်ပြီးတော့အချိန်ပေးဖို့လိုတယ်လို့သူပေးထားတဲ့ကောင်းကြီးမင်္ဂလာငွေကြီးတွေကနေပြီးတော့လေဆက်ဖို့တဖို့ကိုဖျားသခင်ကိုပေးဖို့အတွက်ဖျားသခင်အလိုရှိတယ်။ဘာဖြစ်လို့လဲတို့တွေတယောက်ချင်းစီတိုင်းကသခင်ယေရှုရဲ့အသွေးတော်နဲ့တို့တွေကိုဝယ်ယူထားတဲ့အတွက်ကြောင့်မင်းတို့ကိုဘယ်သူပိုင်လဲဖ
ဖျားသခင်ပိုင်တယ်နော်ဒါကြောင့်ဒီကလေးလေးစီကရတဲ့မုံငါးလုံးနဲ့ငါးနှစ်ကောင်ကအများကြီးလားအများကြီးမဟုတ်ဘူးအနည်းငယ်လေးပြီမဲ့သခင်ယေရှုကလက်ခံတယ်ကဲကလေးတို့ကဲသူ့လက်ထဲကိုနော်သခင်ယေရှုကနော်ကလေးလေးစီကမုံငါးလုံးနဲ့ငါးနှစ်ကောင်ရလာတယ်သခင်ယေရှုလက်ထဲကိုရောက်လာတဲ့အခါမှာသခင်ယေရှုကဘာလုပ်ပြလိုက်တယ်လို့ထင်ဒါမှလေးလေအမြောက်လက္ခဏာနော်သခင်ယေရှုကအဲ့ဒါကိုစပွားလိုက်မြောက်လိုက်တယ်ဆိုတော့ဟာအစတွေအများကြီးပွားအောင်လို့မြောက်လိုက်တာဖြစ်တယ်နော်တကယ်ကိုသခင်ယေရှုကအံ့ဩဖွယ်ပြုခဲ့တယ်နော်အစားအစာအနေငယ်ကိုလေရှောက်ကြားကြီးပဲဆိုလို့ရှိရင်လူ9000နော်မိမတဲ့ကလေးတွေဆိုလို့ရှိရင်1000ကျော်တော့မကရှိပါနော်အဲ့ဒီလူအုပ်ကြီးကိုသခင်ယေရှုကအားလုံးဝဝလင်လင်စားဖို့အတွက်သူကမြောက်လိုက်တယ်နော်အမြောက်ဆိုတာဘာလဲစပွားလိုက်တာနော်မြောက်များဆိုတာပွားများလိုက်တာဖြစ်တယ်နော်ပြီးတော့သခင်ယေရှုကဘာလုပ်လဲဆိုလို့ရှိရင်ကဲဟုတ်ပြီနော်အဲ့ဒီလူအုပ်ကြီးကိုအစုလိုက်လဲလျောင်းခိုင်းလိုက်တယ်လဲလောင်းခိုင်းလိုက်ပြီးတော့ဘာလုပ်လဲဆိုရင်သူ့ရဲ့တပည့်တော်တွေကိုနော်ဒီလူတွေကိုတွားပြီးတော့ဒီကလေးလေးစီကမုတ်ကိုနော်သခင်ယေရှုကယူပြီးတော့အိုးကောင်းကင်ကိုကြည့်ပြီးတော့ညှော်ကြည့်ပြီးတော့သူကျေးဇူးတော်ကိုချီးမွမ်းပြီးတော့နော်သခင်ယေရှုကပြီးရတယ်သူ့ရဲ့တပည့်တော်တွေကိုဒီလူတွေစီကိုလောင်းနေတဲ့လူတွေနော်လဲလောင်းနေအစုလိုက်ခွဲထားတဲ့လူတွေစီကိုသွားပြီးတော့ဝေငှခိုင်းလိုက်တယ်တဲ့နော်တကယ့်ကိုအံ့ဩဖွယ်အမြောက်လက္ခဏာပဲဖြစ်တယ်နော်ဒါကြောင့်သားတို့တပည့်တို့သခင်ယေရှုကကောင်းကင်ကိုမျှော်ကြည့်ပြီးကျေးဇူးတော်ကိုချီးမွမ်းလိုက်တယ်ပြီးတော့တပည့်တော်လက်ထက်ရတပည့်တော်တွေဝေပေးလိုက်တဲ့ခါမှာတပည့်တော်တွေရဲ့လက်ထက်ရနေပြီးတော့အဲ့ဒီမုတ်တွေကရော့သွားတာမရှိပဲနော်လူတိုင်းလုံလောက်စားရတယ်နော်သားတို့တပည့်တို့လည်းနော်သတိထားမယ်နော်အစားအစာမစားခင်သားတို့တပည့်တို့ဖျားတဲ့ကျေးဇူးတော်ချီးမွမ်းလားချီးမွမ်းမယ်ကျေးဇူးတော်ချီးမွမ်းပြီးမှစားရမယ်နော်ကဲဟုတ်ပြီအံ့ဩဖွယ်နော်တကယ်ကိုအမြောက်လက္ခဏာပဲနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒါကဘာလဲအစားလက္ခဏာနော်ကဲအစားလက္ခဏာဆိုတာဘာလဲအစားဆိုတဲ့အဓိပ္ပာယ်ကအစားလိုက်တာညီမြဝေပေးတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်နော်ကဲ30ဦးနဲ့နှစ်ဆိုင်ဘယ်လောက်လဲဒါကတော့အလွယ်ဆုံးပဲနော်အေးသခင်ယေရှုကလည်းခုနကနော်အစားအစာတွေကိုစားလိုက်ပြီးတော့စားလောင်နေတဲ့လူတွေအားလုံးကိုဝေမျှလိုက်တယ်အားလုံးဘိုက်ဝါကြတယ်ကဲသားတို့သမီးတို့အစားပုတ်စာတွေကိုတွက်ဖူးတယ်နော်အစားပုတ်စာတွက်လိုက်တဲ့အခါမှာအကျွင်းဆိုတာကြံတက်တယ်အဲ့ပုတ်စာမျိုးတွက်ဖူးရနော်အကျွင်းမလောက်လေဆိုတော့အေးနော်ကနန်းတခုအကျွင်းဆိုတဲ့အဓိပ္ပာယ်ကဘာလဲကနန်းတစ်ခုကိုတစ်ခုနဲ့စားတဲ့အခါမှာဘာဖြစ်လဲခုနတို့စားလိုက်တယ်ခုနကတော့အကျွင်းမကြံဘူးနော်တချို့ကိန်းကနန်းတွေကစားပြီးလို့ရှိရင်အကျွင်းကြံတက်တယ်ကဲအဲ့ဆို39ကို6နဲ့စားရင်ဘယ်လောက်ကျွင်းမလဲဘယ်လောက်ကျွင်းလဲခုနှစ်လား3နော်အဝါသိန်းရပြန်3ကျွင်းနဲ့နော်အဲ့ဒီမှာအကျွင်းကြံတယ်ကဲကလေးတို့အံ့ဩပဲနော်သခင်ယေရှုကကလေးလေးစီရလာတဲ့နော်မုံငါးလုံးနဲ့ငါးနှစ်ကောင်ကိုတကယ်ပဲသူမြောက်ပြီးတော့နော်ကျေးဇူးတော်ချီးမွမ်းလိုက်ပြီးတော့ဝေပေးတဲ့အခါမှာအံ့ဩပဲနော်ပွားများပြီးတဲ့အခါမှာလူတိုင်းစားပြီးတဲ့အခါမှာကြည့်ပါဦးနော်တပည့်တော်တွေဟာမစားရသေးတယ်မုံနဲ့ငါအကျွင်းချံဘယ်လောက်ကြလဲအကျွင်း12တောင်းရတယ်အံ့ဩပဲနမိတ်လက္ခဏာပဲနော်အဲ့ဒါကဘာကိုဖော်ပြလဲဆိုရင်သခင်ယေရှုကဖခင်သခင်ရဲ့တပါးကြီးသောသားတော်ဖြစ်တယ်ဆိုတာကိုတယောက်ချင်းစီတိုင်းကိုပြသလိုက်တာပဲဖြစ်တယ်ဒီနေ့တို့တွေရောမသိရဘူးလားသိရတယ်နော်ပြီးတော့သခင်ယေရှုဟာလေဒီတိုင်းပဲဒီအဖြစ်ပြက်ကလေးကိုကြည့်ကြရဖြစ်နော်ဒီနေ့ဒီမှာရှိနေတဲ့သားတို့သမီးတို့ဆရာမတို့ရဲ့တယောက်ချင်းစီတိုင်းရဲ့အသက်တာကိုလည်းအသုံးပြုပြီးတော့များပြားတဲ့ကောင်းချီးမင်္ဂလာတွေကိုပြုလုပ်ပေးနိုင်ကြောင်းဒီနေ့တို့တွေကိုဒီအဖြစ်ပြက်ကလေးကတတိပေးနေတယ်အခုသားတို့သမီးတို့ကြားလိုက်ရတယ်အိုးဒီအရာလေးတွေကနော်သင်္ချာဘာသာရဲ့တမန်ကျမ်းစာတော့ပါတဲ့အကြောင်းအရာလေးအဖြစ်ဒီနေ့တို့အသက်တာကိုလည်းဖျားသိစကားပြောနေတယ်ဒီနေ့ဒီမှာထိုင်နေတဲ့သားတို့သမီးတို့တယောက်ချင်းစီရဲ့အသက်တာအဖြစ်ဖျားသခင်ကမင်းတို့နဲ့အတူတူအလုပ်လုပ်ခြင်းနဲ့သားတို့သမီးတို့ရဲ့အသက်တာအဖြစ်ဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေခြင်းနဲ့သားတို့သမီးတို့တယောက်ချင်းစီရဲ့အသက်တာအဖြစ်သခင်ယေရှုခရစ်တော်ကိုမသိသေးတဲ့သူတွေသိဖို့အတွက်နော်မင်းတို့ရဲ့တသက်ခံခြင်းလိုအပ်တယ်နော်မင်းတို့ရဲ့ပြီးလူခြင်းတွေလိုအပ်တယ်ဖျားသခင်အတွက်အကောင်းဆုံးကိုပြန်ပေးနိုင်တဲ့သားတွေသမီးတွေဖြစ်ဖို့အတွက်နော်ဒီနေ့ဖျားသခင်ဟာတို့တယောက်ချင်းစီရဲ့အသက်တာကိုအလိုရှိတယ်သားတို့သမီးတို့ဒီအဖြစ်ပြက်ကလေးမှာတွေ့ရတဲ့ကလေးကနော်ဒီကောင်လေးကသူ့ရဲ့နေ့လည်စာကိုပြီးခဲ့ပြီမဲ့သူ့မှာဘာဆုံးရှုံးသွားလဲဘာမှမဆုံးရှုံးသွားဘူးသူကိုယ်တိုင်လည်းဟာဝဝလင်းလင်းစားရတယ်နော်ပြီးတဲ့ခါမှာလူအုပ်ကြီးကအကုန်လုံးစားရတယ်ပြီအိုးအော်ဘာနော်12တောင်းပူတာကိုလည်းသူတွေ့ရတယ်ဖြစ်တယ်
ဒါကြောင့်သားတို့သမီးတို့ကိုမှရှိတဲ့အရာတွေကိုစုပ်ကင်မထားပဲနဲ့ဆရာမတို့ဒီလောကကြီးဒီကိဒီချိန်ဟာဆရာမတို့တိုင်းပြည်ကြီးမှာစိန်ခေါ်ချက်တွေအများကြီးရှိရနော်မင်းတို့တွေကဘာမှမလုပ်ပေးနေနိုင်တော့မှသားတို့သမီးတို့ဟာဆရာမတို့ရဲ့တိုင်းပြည်ကြီးအတွက်နော်ဆရာမတို့ရဲ့အသင်းတော်တွေအတွက်အကူအညီလိုအပ်နေတဲ့သူတွေအတွက်နော်မင်းတို့ရဲ့ဆုတောင်းခြင်းမင်းတို့ရဲ့ပေးလူခြင်းမင်းတို့ရဲ့အသက်တာဖျားခင်ဘုံတော်ထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်နိုင်တဲ့သားတွေသမီးတွေဖြစ်ဖို့ဖျားခင်အလိုရှိတယ်ဖြစ်ချင်လားဖြစ်နိုင်လားဖြစ်နိုင်တယ်ဟုတ်ပြီဒါပေမဲ့သားတို့တို့တတိထားမယ်နော်သခင်ယေရှုကိုမယုံကြည်လက်မခံရသေးဘူးဆိုလို့ရှိရင်တော့သားတို့သမီးတို့ထာဝရအသက်လက်ဆောင်ကိုမရတယ်လို့နော်မင်းတို့ပေးခြင်းနဲ့အကောင်းဆုံးသောအရာတွေကိုဘုရားသခင်ကိုပေးနိုင်မှာမဟုတ်ပါဘူးလို့နော်ငါရက်တာလုံးမှာဆရာမတို့သင်ကြားခဲ့ပြီးဒီထဲမှာသခင်ယေရှုမယုံကြည်လက်မခံရသေးတဲ့သားတွေသမီးတွေရှိရင်ဒီကနေ့ပဲသခင်ယေရှုကိုယုံကြည်လက်ခံဖို့အတွက်နော်ဒီနေ့ဆရာမကတိုက်တွန်းလို့တလို့နော်ဒီနေ့ဘုရားသခင်ရဲ့သားသမီးဖြစ်တဲ့သားတို့သမီးတို့ကြောင်းချင်းစီရဲ့အသက်တာအဖြစ်နော်ကဘာကြီးအတွက်တော်၎င်းနမပြည်ကြီးအတွက်တော်၎င်းအထူးသဖြင့်ဘုရားသခင်အတွက်အကောင်းဆုံးအသက်ရှင်နိုင်တဲ့သားတွေသမီးတွေဖြစ်နိုင်ပါစေလို့သခင်ယေရှုနာမ၌ဆုတောင်းပေးပါတယ်နှုတ်ကပတ်တော်အဖြစ်တယောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေမိုက်ခရိုဖုန်းလေးကအားလေးကုန်သွားလို့နော်တာရသမီးသခင်ယေရှုဟာအံ့ဩဖွယ်သောဖခင်ဖြစ်တယ်ယုံကြည်လက်ခံပြီးသူတယောက်ချင်းစီတိုင်းအသက်တာမှာတာရသမီးကဘုန်းတော်ထင်ရှားတဲ့အသက်တာနဲ့ပြီးလို့ရှိရင်တကယ်ကိုပဲလောကထဲမှာရှောက်သွားတဲ့အခါမှာသခင်ယေရှုအတူရှိခြင်းနဲ့အတူဒီနေ့သခင်ယေရှုရဲ့အကြောင်းကိုပြန်လည်ပြီးတော့မှသက်သေခံဝင်ငှဖို့အလိုရှိတယ်ဆိုတာကိုတုတ်ကပတ်တော်နဲ့ဝင်ငှပေးသွားတယ်ဆ iam တီယာကိုကျေးဇူးတင်ပါတယ်ဆ iam တီယာကိုဘုရားသခင်သားကြီးကောင်းကြီးပေးအသုံးပြုပါစေအခုချိန်မှာတားငယ်သမီးငယ်များအားလုံးဂုဏ်တော်ချီးမွမ်းမှုရအတွက်စင်မောကိုဖိတ်ခေါ်ပါတယ်ဆ iam တို့တွေနော်ချီးမွမ်းလက်တွေမြဲခိုင်စီဆိုတဲ့တခြင်းလေးကိုချီးမွမ်းဖို့ဖြစ်တယ်အားလုံးပဲသင်္นานသားသင်္นานသူတားငယ်သမီးငယ်များစင်မောကိုတက်လာပေးပါအခုချိန်ဒီအမှတ်တွေပေးနေတော့မယ်နော်လှုပ်အမှတ်တွေရှိတယ်နော်အဲ့တော့ဘယ်အသင်းကတော့အပေါ်ရောက်သွားမလဲဆိုတော့ဆရာမမသိဘူးเนาะလျှို့ဝှက်အမှတ်တရားပေးနေတော့မယ်တို့တွေစီကံတကြားနဲ့เนาะအေးဟုတ်ပြီအသေးလေးတွေเนาะညီလေးတွေညီမလေးအသေးလေးရအရှိမစီပေးမယ်ဟုတ်ပြီလိမ့်ပါတယ်เนาะကဲဟုတ်ပြီချစ်စရာကောင်းတဲ့သားလေးသမီးလေးတွေဟုတ်ပြီနေရာယူပေးမယ်ညီလေးညီမလေးတို့ရှေ့ဆုံးမှာပေးထားမယ်နော်နည်းနည်းအရက်ညစ်တဲ့ကိုမမတွေနောက်ကိုဝင်မယ်
ဖျားသားသမီးတယောက်ချင်းစီရဲ့အသက်တာမှာဖျားသခင်ကနေဖို့စားဖို့ဝတ်ဖို့အားလုံးကိုပြင်ဆင်ပေးထားပြီးဖြစ်တယ်ပူပန်စရာမလိုဘူးတို့ရဲ့အသက်တာမှာဖျားကိုချီးမွမ်းဖို့ပဲဖြစ်တယ်ချီးမွမ်းလက်တွေအမြဲတမ်းခိုင်မြဲနေစေဖို့ရန်ဖြစ်တယ်ဆိုတဲ့အရာကိုတချင်းကိုချီးမွမ်းပြီးတော့မှအသိပေးသွားတယ်တားငယ်သမီးငယ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဖျားသခင်တာ၍ကောင်းချီးပေးအသုံးပြုပါစေအခုချိန်မှာတော့ကျမတို့အားလုံးရဲ့ကိုယ်စားကျေးဇူးတင်စကားပြောကြားပေးဖို့ရန်ဆ iam မအဲဆဲကိုအချိန်ပေးပါတယ်ရှေးဥစွာအဖဖျားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျမတို့ CEF မှဆ iam မများကိုဒုတိယအကြိမ်ပြန်လည်ပြီးတော့မှနွေရာသီတင်နန်းမှာပြန်လည်ဖိတ်ခေါ်တဲ့အသင်းတော်နဲ့တကွာဆရာတို့ကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ဆရာတော်ကြီးအလောလာနဲ့တကွာဆရာရဲ့ဇနီးကိုလည်းကျေးဇူးတင်ပါတယ်တကယ်ပဲဒီအသင်းတော်ဟာကလေးရဲ့ဝိညာဉ်တွေကိုတန်ဖိုးထားတယ်ကလေးတွေကိုဦးစားပေးတယ်ကလေးတွေကိုချစ်တယ်ဝိညာဉ်ရေးရာမှာတကယ်ကိုပြုစုပြိုးထောင်ပြီးတော့မှတွင်တင်တယ်ဆိုတာကိုလည်းရင်ထဲကနေခံစားရလို့ဘုရားရဲ့ကျေးဇူးတော်ကိုမချီးမွမ်းပဲမနေနိုင်ပါဘူးဒါကြောင့်မို့လို့ဆရာတော်ကြီးနဲ့တကွာဇနီးမောင်နှံအဖက်ဖက်မှပံ့ပိုးကူညီပေးကြသောအသင်းတော်များအသင်းသူအသင်းသားများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဓမ္မပညာတာဝန်ခံမရှိသောဆရာမများကိုလည်းကျေးဇူးတင်ပါတယ်ထို့အတူဒီအမြဲတမ်းကျမတို့ရဲ့လိုအပ်ချက်တွေကိုဒီစက်ကင်ပြီးတော့မှလှုပ်ပေးတယ်live လွှင့်ပေးတယ်ဗီဒီယိုဖိုင်နေနဲ့ပေါ့နော်အမြဲတမ်းပြုံးပြုံးရွှင်ရွှင်ချိုချိုတာတာနဲ့ပြောပေးတယ်ဆရာမအစ္စန်ဒီကိုလည်းအထူးပဲကျေးဇူးတင်တယ်လို့ကျမတို့နေ့စဉ်လိုအပ်ချက်တွေကိုလည်းမငီးမညူတည်ယူပို့ဆောင်ပေးတဲ့ဆရာတော်ဆရာလာတို့ထူးကိုလည်းကျေးဇူးတင်ပါတယ်လို့เนาะဘာဖြစ်လဲဆိုတော့ကျမတို့10ယောက်လीเนาะအမျိုးသမီးဆရာမတွေ10ယောက်ဖြစ်တဲ့အခါမှာဆရာကအမြဲတမ်းဘာလို့လဲနဲ့ပြုံးပြုံးရွှင်ရွှင်နဲ့ပေါ့เนาะမငီးမညူလှုပ်ဆောင်ပေးတဲ့အရာအတွက်လည်းကျေးဇူးတင်တယ်လို့နောက်ပြီးတော့ဒီမိဖို့ချောင်ကနေပြီးတော့ပေါ့နော်ကျမကြည့်လိုက်လို့ရှင်လေအမြဲတမ်းဟိုမီးခိုးငွေတွေကထွက်နေတာပဲရာသီဥတုကလည်းအရန်ပူတာပဲနော်မနေ့ breakfast သွားတဲ့အချိန်လေအမြဲတမ်းမိဖို့ကချုံညိနေရတယ်နော်ဆိုညအခုပြီးပြန်စားပြီဆိုရင်လည်းမိဖို့ချောင်ကချက်ပြုတ်ပေးရတယ်မိဖို့ချောင်မှာရှိတယ်ချက်ပြုတ်လောက်ကင်ပေးတယ်မိခင်များညီမများအားလုံးကိုလည်းကျေးဇူးတင်တယ်လို့ဒီချက်ပြုတ်ရေးမှာပေါ့နော်ကုညီပန့်ပိုးပေးသလိုဒီဘက်မှာလည်းဥဆောင်ပြီးတော့မှစီမံခန့်ခွဲပေးတဲ့မိခင်များဆရာမများတယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့နော်နောက်ပြီးတော့မှကျမတို့နဲ့2ရက်တာတော့တွေ့လိုက်ရတယ်နော်အန်တီနော်အေ2ကိုလည်းကျေးဇူးတင်တယ်သူကအရန်စိတ်ပူတယ်ရန်ကုန်ကိုရောက်နေပေမဲ့လည်းကျမတို့အတွက်ဘာတွေပြင်ဆင်ပေးလဲဆိုပြီးဖုန်းတွေကိုဆက်ပြီးတော့ပြောတယ်ဆိုတော့သိရလို့လည်းအန်တီကိုလည်းကျေးဇူးတင်ပါတယ်နောက်ဒီသင်တန်းမှာအလူရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်အထူးသဖြင့်နောက်တန်းကနေဆုတောင်းပေးတဲ့ဆုတောင်းဖို့သူရဲကောင်းများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်အိမ်ရှင်ကျမတို့ဆရာမ10ဦးကိုနဲ့အိမ်ပေါ့နော်လက်ခံပေးတဲ့ဦးစောဆေးလာနဲ့ဆ iam ဟဲဆယ်နောက်ဦးမင်းမင်းလက်နဲ့ဆ iam ဒီနော်စေဖို့ကိုလည်းကျေးဇူးတင်ပါတယ်လို့နော်နှစ်အိမ်လုံးကိုလည်းကျေးဇူးတင်တယ်နောက်လိုအပ်ချက်တွေရှိရင်လည်းကြံခဲ့လို့ရှိရင်လည်းကျမကိုခွင့်လွှတ်ပေးပါလို့အထူးကျေးဇူးတင်တာကတော့ဒီကလေးတွေတယောက်စီတိုင်းကိုသားသမီးရာရဲ့ဝိညာဉ်ရေးအတွက်ပို့ဆောင်ပေးတဲ့မိဘများအဖိုးဖွားများကိုလည်းကျေးဇူးတင်ပါတယ်။သားတို့သမီးတို့တင်နန်းသူတင်နန်းသားအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောကြားရင်းနဲ့ဒီအရာကိုပြန်လည်ပြီးတော့မှချီးမွမ်းပါတယ်။အားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။ကဲသားတို့သမီးတို့ရေအခုဝိပုကိုယ်ွယ်ခြင်းစီစဉ်ပြီးပြီလို့ပြောမယ်ဆိုရင်ရလားဟုတ်ပါပြီကျမတို့ပေါ့နော်ဝိပုကိုယ်ွယ်ခြင်းအချိန်တိုင်းထဲမှာပဲတာငယ်သမီးငယ်များကိုသူတို့တပတ်တာသင်တန်းပါဝင်ထားတဲ့အရာအတွက်ကျမတို့စုချီးမြှင့်ပွဲလေးကိုလည်းဒီဝိပုကိုယ်ွယ်ခြင်းထဲမှာပဲကျမတို့လှုပ်ဆောင်ချင်ပါတယ်လို့ဆိုတော့စုတွေကတော့ဘယ်သူတွေရလဲဆိုတာကိုကြီးညာပေးပါမယ်အဲ့လိုကြီးညာပေးတဲ့အခါမှာ
စုများကိုပေးပေးဖို့အတွက်အတန်းမှာရှိတဲ့ဆရာမတွေကတာဝန်ယူပေးဖို့ဖြစ်ပါတယ်လို့ရှေးဥစွာ KG အငယ်ဆုံးတန်းပေါ့နော်ဆရာမတက်တက်ဆရာမမားတာတို့အတန်းမှာစုရရှိသွားတဲ့တားငယ်သမီးငယ်9ယောက်တောင်ရှိပါတယ်လို့9ယောက်ရောက်ပြီအဲ့ဒီ9ယောက်ကိုမခေါ်ခင်မှာစုများကိုချီးမြှင့်ပေးဖို့အတွက်ဆရာမမားတာကိုဖိတ်ခေါ်ပါတယ်ခလေးသူငယ်များကိုစုများကိုချီးမြှင့်ပေးဖို့အတွက်ဆရာမကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါ KG တန်းမှာပထမစုရတာကတော့ No Angela အောင်ဖြစ်ပါတယ် No Angela အောင်ဖြစ်ပါတယ်ဒါဘာသိလဲဆိုလိမ့်မောအဝါသေးကဲမှတ်ထားအဝါသေးဒုတိယနော်ပဲဒုတိယနော်သမူးဝါဖြစ်ပါတယ်နော်သမူးဝါနော်တမူဝါအဆိုင်သေးတို့စိန်ဟောပါလေးသိန်းလုံးကဆရာမချစ်ပါတယ်လို့နော်ကလေးတွေပြောပေးတာဖြစ်ပါတယ်တတိယစုစောဖလားဘော်2ခွလဘာလို့ချင်းတိုင်းရင်သူကနေကရင်နာမည်ကိုဖတ်ရတယ်ဆိုတော့စောဖလားဘော်2ဖြစ်ပါတယ်လက်ခုပ်တီးပြီးအားရပါရသားလေးကိုအားပေးရအောင်အဝါသေးဟုတ်ပြီစ조사စုနှစ်စုတောင်ရတယ်စ조사စုစ조사စုယူပေးဖို့စောအိုဗစ်အေဒိုတဲ့စောအိုဗစ်အေဒိုသားလေးရောက်ပြီနောက်ထပ်လဲစ조사စုတစုရှိပါသေးတယ်နော်အဘိဂေနော်အဘိဂေလက်ခုပ်တန်ကြီးပြိုးလိုက်တော့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ KG တန်းမှာတားငယ်သမီးငယ်များကိုစုပေးပေးသွားတယ်ဆရာမမားတာကိုလည်းထူပဲကျေးဇူးတင်ပါတယ်နောက်တစ်ခုနောက်တစ်တန်းတော့ primary 1မှာဖြစ်ပါတယ်လို့ primary 1မှာတားငယ်သမီးငယ်များကိုစုပေးဖို့အတွက်ဆရာမနတ်ခက်မြိုင်ကိုဖိတ်ခေါ်ပါတယ်ပထမစုစောဆမ်ရီယယ်2လက်ခုတ်တယ်သူတို့ဆရာမလက်စောဆမ်ရီယယ်2အနီသေးတော်လိုက်တော့ကွာအနီသေးဟုတ်ပြီကဲတာလီဆရာမကိုနှုတ်ဆက်ပါဦးတေချာကိုင်မယ်နော်ဒုတိယစုရရှိရသွားတော့နော်မိမိချစ်ဖြစ်ပါတယ်နော်မိမိချစ်အဝါသေးမယ်โอเคပါတတိယစုစောကညောကလူဝါဖြစ်ပါတယ်တတိယစုရရှိရတော့စောကညောကလူဝါဖြစ်ပါတယ်နောက်ထပ်စ조사စုလည်းသူတို့တန်းမှာရှိပါတယ်စ조사စုရရှိတဲ့သားလေးကတော့ bloom သမီးလေးကတော့ bloom midnight ဖြစ်ပါတယ် bloom midnight ဆရာမတွေလဲလိုက်တော့ तू မသိဘူးဟိုဆရာမခက်စီကသွားထောင်းတာเนาะဟုတ်ပါပြီကဲနောက်တစ်ယောက်ကတော့နော်မူးနာရိုဖြစ်ပါတယ်နော်မူးနာရိုဒါလည်းအစိမ်းအတင်းလေးတင်းတော့ကလေးတွေအကုန်လုံးတော်တယ်เนาะကျေးဇူးတင်ပါတယ်စုပေးပေးသွားတဲ့ဆရာမနှစ်ဦးလုံးကိုကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့
primary 2မှာတားငယ်သမီးငယ်များဆုရရှိထားတဲ့တားငယ်သမီးငယ်များကိုဆုချီးမြှင့်ပေးဖို့အတွက်ဆုချီးမြှင့်ပေးဖို့ဆရာမနတ်ရှားလုံးကိုဖိတ်ခေါ်ပါတယ်ဆရာမနတ်ရှားလုံးဆုပေးဖို့ဖြစ်ပါတယ်သူမလာဘူးလားလို့ကျမကတမနန်းလုံးဒီသမီးလေးကိုကြည်တာသူကမလာဘူးအခုတော့လာတယ်ကျေးဇူးတော်ပဲเนาะနော်ဝါကေဖိုးဖြစ်ပါတယ်ပထမဆုရရှိထားတဲ့သမီးလေးကတော့နော်ဝါကေဖိုးဖြစ်ပါတယ်ဒုတိယဆုရတော့သားစောလောတို့ထူးဖြစ်ပါတယ်စောလောတို့ထူးဖြစ်ပါတယ်အစိမ့်ခုနရသွားတဲ့သမီးလေးကအနီသင်းဖြစ်ပါတယ်တတိယရရှိတဲ့သမီးလေးကတော့သမီးလေး amazing မှုဖြစ်ပါတယ်အဝါသင်းမှဖြစ်ပါတယ်လက်ခုပ်တန်လေးနဲ့ကလေးအားပေးဖို့ဖြစ်ပါတယ်နောက်ထပ်စ조사ဆု2ဆုရှိပါတယ်အရန်တော်လို့ပါစ조사ဆု2ဆုရရှိတဲ့သားလေးကတော့ soft precious ဖြစ်ပါတယ် soft precious လက်ခုပ်လေးတီးပြီးတော့ထပ်မံအားပေးလို့ရပါတယ်နောက်ထပ်စ조사ဆုထပ်မံရရှိသွားတဲ့သမီးလေးကတော့ထပ်မံရရှိတဲ့တယောက်ကတော့သမီးလေးရွှေပိုးအိမ်ဖြစ်ပါတယ်သမီးလေးရွှေပိုးအိမ်ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့ဆရာမကိုကျေးဇူးတင်ပါတယ်လို့ junior တန်းမှဆုရရှိသွားတဲ့တားငယ်သမီးငယ်များကိုဆုချီးမြှင့်ပေးဖို့အတွက်ဆရာမစန္ဒာကိုဖိတ်ခေါ်ပါတယ်ပထမဆုရရှိသွားတဲ့သူကတော့ Notiso Creek Notiso Creek ဖြစ်ပါတယ် Notiso Creek အစိမ့်သင်းရဖြစ်ပါတယ်ဒုတိယဆုရရှိသွားတဲ့သူကတော့စောမောရှေရာနိုဖြစ်ပါတယ်စောမာရှေရာနိုဖြစ်ပါတယ်ဒီမှာမောရှေဖြစ်သွားလို့เนาะ sorry ပါနာမည်ခေါ်တာလေးမရင်ဆရာမကိုပြီးမှပဲစိုင်းခေါ်ပြီးဆုံးမပါလို့တတိယဆုရရှိသွားတဲ့သူကတော့သမီးလေးနော်အဆာမူဖြစ်ပါတယ်သမီးလေးနော်အဆာမူသမီးလေးမလာဆရာမပဲယူလိုက်တော့မယ်ဟောလာတယ်လိန်မော်သင်းရဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့အားပေးလို့ရပါတယ်နောက်ထပ်စ조사ဆုတွေလည်းရှိပါသေးတယ်စ조사ဆုရရှိသွားတဲ့သမီးလေးကတော့နော်ဘာဆိုဂေးဖြစ်ပါတယ်နော်ဘာဆိုဂေးအနီသင်းမှဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်စ조사ဆုတစ်ဆုထပ်မံရရှိသွားတာကတော့သမီးလေးနော်ဘွေထီးခုဖြစ်ပါတယ်သမီးလေးနော်ဘွေထီးခုဟုတ်ကဲ့ပါထပ်မံပြီးတော့သမီးလေးကိုလက်ခုပ်လေးတီးပြီးတော့အားပေးလို့ရပါတယ်ဆရာမကိုကျေးဇူးတင်ပါတယ်လို့ဆက်လက်ပြီးတော့ junior high တန်းမှာကလေးသူငယ်များကိုဆုချီးမြှင့်ပေးဖို့အတွက်ဆရာမ SL ကိုဖိတ်ခေါ်ပါတယ်ပထမဆုရရှိသွားတော့သမီးလေးနော်ဖောအဲတော်သမီးလေးနော်ဖောအဲတော်ဖြစ်ပါတယ်လိန်မော်သေးမှဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့သမီးလေးကိုလည်းထပ်မံပြီးတော့အားပေးလို့ရပါတယ်နောက်ထပ်ရွာဟေမူးဖြစ်ပါတယ်ဒုတိယဆုရရှိရတော့ရွာဟေမူးဖြစ်ပါတယ်နော်ရွာဟေမူးဖြစ်ပါတယ်
လက်ခုပ်တီးပြီးတော့သမီးလေးကိုထပ်မံအားပေးလို့ရပါတယ်နောက်ထပ်တတိယဆုရရှိသွားတာကတော့နော်2ကီမဲဖြစ်ပါတယ်အနေသေးမှပဲဖြစ်ပါတယ်โอเคပါဒီတန်းမှာဆရာမကအမှတ်ချင်ရင်းနဲ့ပြောပါတယ်ကလေးတွေအရန်တော်ပါတယ်အရန်တော်လွန်းလို့ဘလို့မှထားခဲ့လို့မရတော့အောင်တော်ကြလွန်းလို့အထူးစ조사စုအများကြီးရှိပါတယ်လို့5ဦးရှိပါတယ်အထူးစ조사စုတားငယ်သမီးငယ်များလည်းဆက်ပြီးတော့စုချင်းမြင့်ချင်ပါတယ်နော်မေရီယာ2ဖြစ်ပါတယ်နော်မေရီယာ2နော်မေရီယာ2ဆုလက်ခံနေစဉ်မှာနောက်ထပ်အထူးစ조사စုကိုယူပေးဖို့အတွက်ဖော်နေမှုရှိအစဉ်သင့်တင်ထားပေးဖို့ဖြစ်ပါတယ်ဖော်နေမှုရှိသမီးလေးဖော်နေမှုရှိโอเคပါနောက်ထပ်သားလေးစောကလူဖလိုဆိုနာမည်မမှန်ဆရာမကိုစိုင်းတဆိုင်ခေါ်ပြီးတော့သင်ပေးလို့ရပါတယ်နော်နောက်ထပ်သမီးလေးနော်အေတာမူဆုလက်ခံပေးဖို့ဖြစ်ပါတယ်နောက်ထပ် Victoria Cဆုလက်ခံပေးဖို့ဖြစ်ပါတယ်သမီးလေးတွေဆုယူနေစဉ်မှာလက်ခောက်ကိုအဆက်မပြတ်လေးတီးပြီးတော့အားပေးလို့ရပါတယ်ကဲပါကျေးဇူးတင်ပါတယ်နောက်ထပ်တဒန်းရှိပါသေးတယ်နောက်တဒန်းကိုတော့โอเคပါဆရာမတီတာတန်းလူငယ်တန်းပေါ့နော်လူငယ်တန်းမှာဆုရရှိသွားတယ်တားငယ်သမီးငယ်များကိုလည်းဆက်လက်ပြီးတော့ဆုချီးမြှင့်ချင်ပါတယ်ပထမဆုသမီးလေးနော်ဟီလာဖောလက်ခုပ်တီးပြီးတော့ထပ်မံအားပေးဖို့ဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒုတိယဆုသမီးလေးနော်စာပလူမူနော်အေစာပလူမူတလုံးကြံသွားတယ်နော်သမီးလေးလည်းဆရာမကိုဆိုင်ခေါ်ရလိမ့်မယ်တတိယဆုရရှိသွားတယ်သမီးလေးကတော့နော် thank you မူမူတွေရွယ်နော်ဆရာမလည်းနာမည်ခေါ်ရင်မူးချင်းဖြစ်သွားပြီနော် thank you မူမရှိလားမရှိဆိုဆရာမတူပြီးပါလားပြီးမရှိဘူးထင်လို့ဆရာမသွားယူတော့မလို့နော်ပါပြီဆက်လက်ပြီးတော့စ조사စုနော်လင်းတာလွယ်ဆက်လက်ပြီးတော့စ조사စုစောတီဘာဂီမှားပါပြီမှားပါပြီဆိုရင်နော်ဆိုင်ခေါ်ရတော့မယ်နော်စ조사စုနော်စောတီဘာဂီမရှိဘူးလားစောတီဘာဂီမလားတီတာဂီမလားဘူးလားနေမကောင်းလို့ဟုတ်ပါပြီကိုစားယူပေးမဲ့သူရှိပါသလားသားလေးကိုကိုစားယူပေးမဲ့သူမိခင်ဒါမှမဟုတ်မိသားစုတူရှိပါသလားဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နောက်ထပ်စ조사စုရတဲ့သူ22ယောက်တောင်ရှိရဲ့ဆရာမလေးမထားခဲ့ဘူးနော်သူကလေးတွေကိုလုံးဝလည်းထားခဲ့လို့မရဘူးဆရာမအေးရေးပြက်ခံပြီးစစ်ရတာနော်ကဲအဲ့ဆိုဆရာမစက်တိုက်လေးခေါ်သားပေးမယ်ဒါတို့သမီးတို့ကလည်းနေရာမှာနော်စင်သစ်ပြင်ထားပေးဖို့ဖြစ်တယ်နော်စိန်ပွင့်ဆုလက်ခံယူပေးဖို့ဖြစ်ပါတယ်နော်စိန်ပွင့်ပြီးတဲ့အခါမှာနော်224စက်တိုက်လေးသမီးတို့ထွက်လာခဲ့ပေးပါနော်40
နော်ဖော်တီစေလက်ခုပ်ကလည်းအစမပြတ်လေးကျေးဇူးပြုပြီးတော့မိကညီကိုမောင်နှမများတီးထားပေးဖို့ဖြစ်ပါတယ်နော်ဆဲကေတော်နော်ဆဲကေတော်နော်ဆဲကေတော်နော်ဟီတာမူနော်ဟီတာမူဆောအော်နစ်ဆောအော်နစ်နော်ဟီဘလူးတော်နော်ဟီဘလူးတော်နော်ဟေဘလူးတော့ပြီးတဲ့အခါမှာနော်ဘလူးကေတော့နော်ဘလူးကေတော့နော်ဘလူးကေတော့ပြီးရင်တီမူရှိတီမူရှိတီမူရှိနော်တူလောအေနော်တူလောအေနော်ယွာဟေဂေမူနော်ယွာဟေဂေမူနော်ရွာရဲ့ဂေးမှုပြီးရင်နော်စေဝါဖောနော်စေဝါဖောနော်စေဝါဖောပြီးရင်နော်မူကပြူဝါနော်မူကပြူဝါနော်မူကပြူဝါပြီးရင်တာစောအောင်လင်းထိုက်တာစောအောင်လင်းထိုက်တာစောအောင်လင်းထိုက်ပြီးတဲ့အခါမှာနော်ပွေစေးမှုနော်ပွေစေးမှုဆက်ပြီးတော့သမီးလေးနော်ပွေစေးမှုဆက်လာမယ်နော်နော်အရှယ်ဖိုးနော်အရှယ်ဖိုးနော်အရှယ်ဖိုးပြီးတဲ့အခါမှာနော်စပယ်ထွေးနော်စပယ်ထွေးနော်စပယ်ထွေးပြီးတဲ့အခါမှာတော့မေဂျက်စမင်မေဂျက်စမင်သမီးလေးမေဂျက်စမင်ပြီးရင်နော်ဂေးတို့ဖောနော်ဂေးတို့ဖောပြီးရင်နော်ထေးခုဖောနော်ထေးခုဖောနောက်ပြီးတဲ့အခါမှာသမီးလေးနော်နေဂေဖောသမီးလေးနော်နေဂေဖောသမီးလေးနော်အေမူဆက်လာဇက်တိုင်းထွက်လာပေးပါလို့တယောက်ကြံသေးနော်သမီးလေးတယောက်ကြံပါသေးတယ်ကျေးဇူးပြုပြီးတော့ပရိသတ်များခဏလောက်ဆောင်ပေးပါအခုကျမတို့ရွေးချယ်ထားတာလေးတွေပြန်ပြီးတော့ဘယ်လိုခေါ်မလဲသဘောတူဆုံးဖြတ်ပါရွေးချယ်တာနော်ကလေးတွေအရန်တော်လုံးလို့ပါဆရာမတွေလည်းအရန်ခေါင်းကိုက်တယ်နော်အရန်တော်လုံးလို့ပါခဏလေးပါ10မိနစ်2မိနစ်လောက်ပါပဲနော်ဟုတ်ကဲ့ပါကျမတို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အခုသင်တန်းရဲ့အချစ်တော်စုကိုအရင်ဆုံးချီးမြှင့်ချင်ပါတယ်သင်တန်းမှာရှိတဲ့သင်တန်းသူသင်တန်းသားသားတွေအားလုံးချစ်စရာကောင်းပါတယ်ဒီထဲမှာအားလုံးကချစ်ကြပြီးတော့သူတို့လေးတွေကနော်ပို့ပြီးတော့တူတူချာချာလေးနဲ့ပို့ပြီးချစ်ဖို့ကောင်းအောင်သူတို့ကအမြဲတမ်းလုပ်နေလို့ကိုမမတွေကလည်းပို့ပြီးတော့အချစ်တွေတိုးရတယ်နော်အဲ့အချစ်တော်စု3စုချီးမြှင့်ချင်ပါတယ်လို့တေဖိုးလေးတွေထဲခါပါလို့နော်ဘသူရသွားလဲဆိုတော့နော်တာမူလာအမူဖိုးတဲ့သမီးလေးနော်တာမူလာအမူဖိုးဖြစ်ပါတယ်ဘသူများပါလဲဟုတ်ပါပြီ1 2
ချစ်ကြလားတသားမမီတို့ချစ်ကြလားချစ်တယ်အားလုံးကလည်းချစ်ကြပါတယ်ကဲနောက်ထပ်အချစ်တော်စုတစ်စုကိုစောဖလာပေါ်တူဖြစ်ပါတယ်စောဖလာပေါ်တူဖြစ်ပါတယ်ရှိပါသလားစောဖလာပေါ်တူဖြစ်ပါတယ်ဟာတူလေးလားတကယ်ချစ်စရာကောင်းပါတယ်ဟုတ်ပါတယ်ကိုမမတွေနော်ရွေးပေးတာတော်ပါတယ်လို့ဒီစုတွေကကိုမမတွေအချစ်ဆုံးတွေကိုပေးထားတာဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့စောဒန်နီယယ်သောဝါဖြစ်ပါတယ်ဒါကတော့အကုန်လုံးချစ်တယ်တကြောင်းလုံးဟုတ်လားစောဒန်နီယယ်သောဝါရှိပါသလားအချစ်တော်တင်တဲ့အချစ်တော်လက်ခံပေးဖို့ဖြစ်ပါတယ်သူ့ဖေလိုက်ရှာနေပါတယ်ဟုတ်ပါတယ်ဆရာကလိုဝါလိုက်ရှာနေပါတယ်ဒါမှမဟုတ်အဖေပဲတက်ယူပြီးတော့မှထင်ပါတယ်ဒါအတွက်ဟုတ်ပါတယ်စောဒန်နီယယ်တော့ကတော့အသင်းသူကိုမမတွေတသင်းလုံး၄သင်းလုံးသာမကဘူးဆရာမတွေကိုပါအမျိုးမျိုးချစ်စရာကောင်းအောင်အမျိုးမျိုးလုပ်ပေးတဲ့သားလေးဖြစ်ပါတယ်လို့အခုဆက်လက်ပြီးတော့ဘယ်စုတွေကိုချင်းပြအောင်မလဲဆိုတော့ကျမတို့ဒီပေါ့နော်ဒီသင်တန်းပြုလုပ်တဲ့အခါမှာခေါင်းဆောင်လေးတွေပေါ့နော်ကျမတို့ရွေးချယ်ထားတဲ့အခါမှာခေါင်းဆောင်ဆိုတာကအယမ်းပင်ပန်းနဲ့တသင်းလုံးကိုကြည့်ရတယ်ဆရာမတွေပြောတာလဲနားထောင်ရတယ်အသင်းကိုလည်းကြည့်ရတယ်သူတို့မှလောက်ရတာအယမ်းများတယ်အသင်းတော်မှာသူတို့ကအကြီးလေးတွေဖြစ်တဲ့အခါမှာကူညီဖို့ရှိတယ်ဆိုလဲသူတို့ပဲဖြစ်တယ်ဆိုတော့အယမ်းပင်ပန်းတယ်ဒီအယမ်းပင်ပန်းတဲ့တမမီ၈ယောက်ကိုအယမ်းကျေးဇူးတင်တယ်လို့ကျေးဇူးတင်တယ်တကယ်တော့ဒီတမမီ၈ယောက်စလုံးကတကယ်ကိုနော်စူးစမ်းတယ်အကောင်းဆုံးလှုပ်ဆောင်တယ်သူတို့အယမ်းလဲတော်ကြပါတယ်အားလုံးတော်တဲ့အတွက်ကြောင့်မလို့၈ယောက်စလုံးကိုကျမတို့ဆုချင်းချင်းချင်ပါတယ်လို့ဒီဆုများကိုချီးမြှင့်ပေးဖို့အတွက်လူငယ်တာဝန်ခံဖြစ်တဲ့ဆရာမချီးမြှင့်ပေးဖို့ဖြစ်ပါတယ်အသင်း၄သင်းလုံးမှာရှိတဲ့ခေါင်းဆောင်ကိုမမများကျေးဇူးပြု၍စေမော်မှာနေရာယူပေးဖို့ဖြစ်ပါတယ်မိမိတို့အသင်းအလိုက်အဝါသင်းမှာကိုမမအစိမ်းသင်းကိုမမပြီးရင်အနီသင်းကိုမမနဲ့လိမ်မော်သင်းကိုမမတို့ဖြစ်ပါတယ်လို့ဒါတို့သမီးတို့၈ယောက်စလုံးအစင်လိုက်ရက်ပြီးတဲ့အခါမှာပေါ့နော်ကို့အသင်းနဲ့ကို့အတွဲနဲ့ကိုရက်မယ်ရက်ပြီးတဲ့အခါမှာဆရာကစုတွေကိုချီးမြှင့်ပေးဖို့ဖြစ်ပါတယ်လို့အစိမ်းအဝါအနီကတော့သားလေးနေမကောင်းเนาะအနီကောင်းဆောင်တော့မမပဲယူပေးပါလိမ်မော်သမီး8ဦး9ဦးကိုလက်ခုပ်တီးပြီးတော့ခုနကတော့ဆရာမခက်ပြောထားတဲ့လက်ခုပ်တီးနည်းလေးနဲ့အားပေးဖို့ဖြစ်ပါတယ်လို့မင်းတို့ကိုမမတွေကအရန်တော်ပါတယ်လာမယ့်နေ့ကျရင်လည်းသင်တန်းများပြုလုပ်တဲ့အခါမှာတသားမီးတို့ကူညီပေးပါဦးကျေးဇူးတင်ပါတယ်ဆရာကိုလည်းကျေးဇူးတင်ပါတယ်သားတို့သမီးတို့လည်းကျေးဇူးတင်ပါတယ်လို့တချင်းပြိုင်ပွဲအတွက်ဆုများကိုချီးမြှင့်ပေးဖို့အတွက်ဆရာလာတို့ထူးကိုဆုချီးမြှင့်ပေးဖို့အတွက်ဆရာကိုဖိတ်ခေါ်ပါတယ်အငယ်တန်းဆိုလိုမှာပထမရရှိသွားတဲ့စောနာမရှိဟုတ်လားမလဲနာဇရိဟုတ်လားစောနာဇရိဖြစ်ပါတယ်လိမ္မော်သင်္ကဖြစ်ပါတယ်ဆရာမလက်ရေးလဲမရမျက်မှန်လဲနော်လဲရတော့မယ်စောနာဇရိဖြစ်ပါတယ်ဒုတိယနော်ဝါအဝါသင်းမဖြစ်ပါတယ်နော်ဝါအဝါသင်းမဖြစ်ပါတယ်ပြီးရခါမှာပူရဲဒုတိယနော်ဝါရှတိအစိမ်းသင်းမဖြစ်ပါတယ်နော်ဝါရှတိအစိမ်းသင်းမဖြစ်ပါတတိယရရှိတဲ့သမီးလေးကတော့နော်ဇူဇူဖောအနီသင်းမဖြစ်ပါတယ်
အကြီးတန်းဆိုလိုမှာပထမဆုံးရရှိသွားတဲ့ no esa plumu သမီးလေး no esa plumu ပူတွေရရှိသွားတဲ့သမီးလေး no neke pho အစိမ့်သိမ်းမှာဖြစ်ပါတယ်လက်ခုပ်ဒုတိယရရှိသွားတဲ့သမီးလေး no 40 save ဖြစ်ပါတယ်ဒီအခါမှာနောက်ထပ်တစ်စုကတော့သမီးလေး no blue gate တော့လိမ်မော်သေးမှဖြစ်ပါတယ်ဟုတ်ကဲ့ပါလို့အခုအသင်းလေးသင်းလုံးမှာအားလုံးတော်ကြတယ်အရန်တော်ကြတယ်အဲ့ဒီထဲကနေပြီးတော့အထူးပဲเนาะကိုမမတွေခေါင်းဆောင်ကိုမမတွေလည်းကူညီပြီးတော့လှုပ်ဆောင်ပေးတဲ့သားမီးမီးလေးတွေကိုသားနဲ့သမီးကိုဒီတင်တဲ့ရဲ့ဆံပြစုလေးပေးချင်ပါတယ်ဆရာတော်မချင်းမြင့်ပေးဖို့ဖြစ်ပါတယ်လို့ဆရာတော်နဲ့တူတဲ့ဆရာကတော်ပါချင်းမြင့်ပေးဖို့ဖြစ်ပါတယ်တဲ့ဆရာကတော်များရှိပါသလားအဲ့လိုပဲအကျိတ်အနေကိုဆရာမတို့လည်းခေါင်းစားပါတယ်တတ်နိုင်အကုန်လုံးကိုပေးချင်တာပါလို့เนาะဆရာနဲ့ဆရာမကလည်းစလွယ်တိုင်းနေနဲ့ပြင်ဆင်ထားပြီးပြီเนาะဆိုတော့ဆရာမကသွားခေါ်มาလားဆရာမမျက်မူထွေရှာတွေ့ပြီလားစင်းခေါ်มาလားအိုးအဲ့ဆိုဆရာမဆန္ဒတို့နဲ့ကျမတို့เนาะသွားခေါ်လိုက်မယ်နော်ဟုတ်ပြီနော်ဟုတ်ကဲ့ဆရာမဘယ်အသင်းရလဲနည်းနည်းအသင်းကခဏလေးသူတို့ခေါ်လာမယ်ဆရာသူတို့နည်းနည်းလေးစံပြတ်မောင်ဆိုတော့ကျမခေါ်လိုက်မယ်နော်ကျမတို့ဘယ်ရောက်သားလဲမသိချင်းရောထိုင်နေတာလားရောထိုင်နေလို့ရှားတာခက်သွားတာနော်ခဏလေးရှာနေတယ်ဘယ်မှာလဲဘယ်သူများလဲရင်ခုန်စင်းလို့ရှားတော့စောင့်နေပါလေအတော်ဖို့ထွက်လာပေးပါရှားတာခက်လို့အတော်ဖို့လေဟုတ်တော့ရောက်နေတာရောတိုင်နေတာကဲရှာလို့တော့သိသွားပြီသူတို့ကဒီနေ့ရောထိုင်လို့လေဆရာနည်းနည်းရှာရတာခက်သွားတာပါကဲအမျိုးသမီးကိုတော့ဆရာမဒီနေရာကနေကြီးညာပေးလိုက်မယ်ကြီးညာပေးတဲ့အခါမှာသူ့ရဲ့နာမည်ကိုတော့မခေါ်ပါဘူးသူ့ရဲ့ character လေးတစ်ခုပေါ့နော်သူဒီတင်တန်းမှာပါဝင်သွားတဲ့ character လေးတစ်ခုကိုဆရာမတို့ခေါ်လိုက်တဲ့အခါမှာထွက်လာပေးဖို့ဖြစ်ပါတယ်သူ့ရဲ့ character နာမည်ကတော့เนาะသူသရုပ်ဆောင်ခဲ့တဲ့ဇက်ရုပ်ရဲ့နာမည်ကတော့ခေတ်သစ်ပေါ့နော်ခေတ်သစ်ဓာတ်ကင်တဲ့ဒေဘောရာပဲဖြစ်ပါတယ်လို့ကျမတို့ကျမ်းစာမှာဒေဘောရာတော့ဓာတ်ကင်တာတော့မရေးထားဘူးပေါ့နော်သူကတော့ပြိုင်ပွဲမှာဓာတ်ကြီးကင်ပြီးတော့
တိတရကိုထွက်တိုက်ပါတယ်လို့ဆိုတော့ကျမတို့ကခေတ်သစ်တွေဘောရာဖြစ်နေနာမည်ပေးထားပါတယ် ကျွန်တော်အမျိုးသမီးအစိုးရိမ်ဆုံးပဲဘာဖြစ်လဲဆိုဆူရတဲ့လူတွေကအရရှည်တော့သူတော်တော်ဒုက္ခရောက်မယ်လို့သူပြောပြီးသားပဲအဲဒါကြောင့်ဆရာမတို့လည်းကျွန်တော်အတန်းပြောတယ်ချောတဲ့လူတွေမရွေးပါနဲ့ဆိုအခုနော်မော်ဒယ်ဘွိုင်းနဲ့မော်ဒယ်ဂဲကျွန်တော်တို့ခုံပေါ်တက်ပြီးပတ်ပြရတော့မယ်ကျေးဇူးတင်ပါတယ်ကဲကျွန်တော်ဆိုနည်းနည်းနီးစပ်တဲ့ကျွန်တော်မျိုးသမီးဆိုခုံပေါ်တက်တယ်ဆင်းသမီးအောက်ဆင်းသမီးအပေါ်တက်လို့များဆရာမအပေါ်တက်မှရမယ်သူကတော့မဆင်းလိုက်ရတယ်ဆုချင်းမြင့်ပေးတယ်စံပြမောင်စံပြမယ်ချင်းမြင့်ပေးတယ်ဆရာနဲ့ဆရာကတော့ထူပဲကျေးဇူးတင်ပါတယ်လို့ဟုတ်ဖျက်တစ်ပြက်အင်တာဗျူးလေးခဏလေးမေးချင်ပါတယ်လို့စံပြမယ်ရသွားတော့ဘယ်လိုခံစားရပါလဲပြောပါတယ်စံပြမယ်ဆိုတာနဲ့နည်းနည်းလေးတာဝန်ကြီးပါပြီเนาะအဲ့ဆိုတော့ဘယ်လိုဆက်ပြီးတော့သမီးဘယ်လိုတွေးထားလဲနည်းနည်းတော့ဆက်လို့ရတယ်ရှေ့လျှောက်ကောဒီစံပြမယ်ဆိုတဲ့အတိုင်းပေါ်မှာသမီးဘယ်လိုမျိုးအသက်ရှင်မလဲသမီးစူးစမ်းပါဦးတားရောဘယ်လိုခံစားရပါသလဲသူတို့ပါပဲအဲ့လိုပြောလို့မရဘူးလေဟုတ်နေလားနည်းနည်းပါသူရင်ခုန်တယ်ကဲဒါဆိုရင်เนาะစံပြမောင်ဖြစ်သွားပြီဆိုတဲ့အခါမှာပေါ့เนาะဒီခုံပုံနဲ့ညီသားအသက်ရှင်ရတော့မှလीเนาะဆိုတော့ဘယ်လိုဆုံးဖြတ်ထားပါလဲအကောင်းဆုံးဖျားထွက်ပြီးဆက်ပြီးတော့အသက်ရှင်ပါမယ်ဆိုအဆုံးပြတ်တာပါကျေးဇူးတင်ပါတယ်ပြန်လို့ရပါပြီဆရာနဲ့ဆရာမကိုလည်းကျေးဇူးတင်တယ်ဒီစုပေးပွဲနဲ့တော့မဆိုင်ဘူးကျမအတန်းမှာကျမဒီစာစဉ်လေးတွေသင်ခန်းစာလေးတွေပေါ့နော်ခွဲရတိုင်းမှန်မှန်လှုပ်လားမလှုပ်လားဆိုတာလေးတွေပေါ့နော်စာအုပ်လာထက်တဲ့သားသမီးတွေကိုလက်ဆောင်ပေးချင်ပါတယ်လို့နော်အဲ့ဒါလေးတွေတက်လာပေးပါလို့နော်စာအုပ်ထပ်ထားတဲ့သားသမီးတွေပေါ့နော်အားလုံး10ယောက်လုံးတက်လာပေးပါလို့နော်ညဉ့်လေးတက်လာပေးပါအချိန်ကိုလေးစားတော့အဖြစ်So are there two So vale una se llama Kobe no So Adonia to No poeto တောက်မျိုးစက်တိုက်လေးပြင်ထားပေးဖို့ဖြစ်တယ်။ No phone mushi Bye chani ထင်တယ်။ So no ပဲကညော So no ပဲကညော No to kime No to kime No one and two No one and two No Hosanna No Hosanna No cable move No cable move No bit No cable move No Victoria say No Victoria say
Okay ပါဒီ quiet time တွေ့ပြီးမဲ့ဆုလက်ဆောင်ကြံသေးတဲ့တသားမိတွေရှိရင်ဆရာမကပြီးလို့ရှိရင်ပြန်ပေးပါလိမ့်မယ်လို့เนาะအခုချိန်မှာတော့အသင်း၄သင်းလုံးကဘာဆုတွေရလဲသိချင်လားသိချင်တယ်เนาะတားတို့သမီးတို့၄သင်းလုံးကတော်လားတော်တယ်เนาะတော်တယ်ဒါကြောင့်မလို့တားတို့သမီးတို့အခုဒီနေရာမှာဆုကဒီနေရာမှာပြင်ထားတဲ့အခါကြလို့ရှိရင်မဆန့်ဘူးဒီနေရာနဲ့မဆန့်ဘူးမဆန့်တော့ဆရာမတို့ကဘယ်လိုပဲလုပ်ရလဲဆိုရင်တားတို့သမီးတို့ကိုပြီးရင်ပေးဖို့အတွက်ပဲလူကြီးတွေကစီစဉ်ထားတဲ့အတွက်ကြောင့်အသင်း၄သင်းလုံးတော်ပါတယ်၄သင်းလုံးဟာပိုဆွဲပါတယ်ဘာလို့လဲဆိုတော့ဆရာမတို့ဒီစူရတဲ့စည်ရင်းတွေအကုန်လုံးကြည့်မယ်အတန်းတွင်းမှတ်တွေကိုကြည့်မယ်ဆိုရင်၄သင်းလုံးဟာပထမဆုနဲ့ထိုက်တန်ပါတယ်လို့ဒါကြောင့်မပြောဘူးလားပြောပါတယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့စီစဉ်ပြီးတဲ့အခါမှာတသားမိမိတို့အတွက်ပြင်ဆင်ထားတဲ့ဆုတွေကိုအဖွဲလိုက်တွေကိုအားလုံးရရှိမှာဖြစ်ပါတယ်ဆိုတာကိုဆရာမကဒီနေရာနေကြီးညာပေးခြင်းပါတယ်အစီအစဉ်တဘာပတိလက်ထက်ကိုပြန်ပေးခြင်းပါတယ်စုချင်းမြင့်ပေးပွဲမှာဥဆောင်ပေးသွားတဲ့ဆရာမမြတ်မိုးထွေးကိုကျေးဇူးတင်ပါတယ်။ဒါတော့ကျွန်တော်ပြောလား။ပြောတယ်နော်။ဒါတော့ကျွန်တော်အကုန်လုံးအကောင်းဆုံးကြိုးစားတယ်။အဲ့ဒီခါမှာနည်းနည်းလေးတာသွားတာကြောင့်နော်။နောက်နှစ်မှာဘုရားသခင်အခွင့်ပေးလို့ကျမ်းစာသင်တန်းပြုလို့တဲ့ခါမှာတို့တွေလည်းဒီစုတွေကိုယူဖို့အခွင့်အရေးရှိလားမရှိလား။ရှိပါတယ်။ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ပြီးတဲ့ခါမှာတဲ့ KG တန်းကသားရည်သမီးတွေလေအစီအစဉ်ပြီးရင်ဆီယမမားသားစီကိုလာခဲ့ပြီတဲ့နော်ဆီယမကသားတို့တို့ဘာလေးများထပ်ပြီးတော့မှပေးမလို့လည်းမသိဘူးနော်ကြံရှိနေတဲ့အရာလေးတွေယူဖို့ KG တန်းလေးတွေမပြတ်နေအောင်နော်အစီအစဉ်ပြီးရင်အခုကျမတို့ဆီယမတို့ရဲ့နော်ဒီအစီအစဉ်လေးကလည်းပြီးသွားပြီဒါကြောင့်မလို့ကြံရှိနေတဲ့အစီအစဉ်များကိုဥဆောင်ပေးဖို့ဆရာလားတို့ကိုလက်ထဲကိုအစီအစဉ်အပ်ပါတယ်ဘခေကညာပါလေတရာပပူတစာတိပါခဲပါလောနိကိစင်တော်စီတဖလမ်နော်ကျေးဇူးပြုကျွန်တော်တို့ခုနဆူရတဲ့လူတွေကဆူမြရတဲ့လူတွေကအငယ်တန်းမှာခုံလေး17လုံးလေးအပေါ်မှာတယ်လာပေးဖို့ရအန်အတွက်တော့ဘခေကညာစေကောဘွယ်ဒီပမိကတူတာအားတဲ့ထောလောအခုဘွယ်ခရတောဖို့ခစာနေပခုထခါဝတာဘာလဲအမန်ရတာသာဒေါက်တာဘွယ်ရမ်ဆလာမူလာဝတ်ထိုင်ကတူစိဘလူတာကတူဒူတာကတူမလာကပေါ်တာလက်ထားလားဘွယ်ခရတောဖို့ဘာဆိုကေဒါရမ်ဆလာမူဖေဆိုခါအော်တာခွတ်တာတဘလလာဝကတဲလပယောကလောအခုထားတဲ့ပြောတော့ဒီသိပေါ်တော့ခိဘူးနာကေရမ်ဆလာမူအဝဒါကမာနီဘွားတိတော့ကျေးဇူးပြုကျွန်တော်တို့ကိုအချိန်ပေးပြီးစေတနာအပြည့်နဲ့တပတ်တာလုံးလုံးနော်အပူတန်တော်၎င်းနော်ကလေးတွေရဲ့တန်တော်၎င်းပြီးတော့နော်သူတို့အခက်ခဲအမျိုးမျိုးနဲ့ရင်ဆိုင်ရတော့လေမေတ္တာမပြည့်အပြုံးမပြည့်အခုံအကမပြည့်နော်စေတနာရှိထားပြီးလာရောက်သင်ကြားပေးတဲ့ဆရာမ10ယောက်နဲ့ကျွန်တော်တို့ကျောင်းအုပ်ဆရာကြီးဖြစ်တဲ့ဆရာလာတို့သူကိုအရှိမနေရာယူပေးကြပါယံအနုညွတ်သခင်ယေရှုခရစ်တော်နာမဖြင့်ခေါ်ဖိတ်ပါတယ်လို့နော်ကဲယေရှုပြကဲတက်စီမောအဲ့ဒါလာဆုပေးတာမဟုတ်လဲလက်ခုပ်တီးလို့ရပါတယ်နော်ဟုတ်ပြီဆရာမတွေထိုင်ပြင်နော်ကဲစင်တော်တိတိတရာလာတို့ထလက်ပါတယ်ဆိုတော့ကျွန်တော်တို့ဆရာမတွေဂုဏ်ပြုဖို့ရအတွက်တခြင်းတွေလည်းကျွန်တော်တို့မဆက်တော့ဘူးဆရာမတွေစီမှာတခြင်းတွေအများကြီးရှိတဲ့အတွက်ဆရာမတွေမလုတ်တတ်တဲ့နော်ဖွင့်ပြတဲ့ကြပြာလေးပဲဆရာမဆာလာမြော်နေပြီးတော့အသင်းတော်ရဲ့ကိုစားဆရာမတွေသူကတော့ကရင်လော်တော့မွတ်တယ်ဒေါက်တာဘွဲရတယ်ပမာလော်တော့ကျွန်တော်လိုပဲနားမလည်ဘူးဒါပေမဲ့သူအကောင်းဆုံးတော်ပိန်သွားတယ်သူဒီကြပြာကိုရေးတာအဲဒါကြောင့်မို့ကျွန်တော်တို့သူပြောင်းတိုင်းပိုင်းနဲ့တိုင်ကုန်လေတော့မသိဘူး
ဒါပေမဲ့သူအစွမ်းကုန်ကြိုးစားထားတဲ့ဗမာလူကဗျာလေးနော်ကိုဆရာမကဲပေါ်ကွဲမတရမ်ဆလမ်လက်တာဒက်စီဖို့စေကောအဝဲနော်လေတိုင်မလာကပေါ်ကေလေဆရာမတို့တတိချာလေးတော့နားထောင်ပြမရမယ်အရန်အတိတ်ပဲမြင့်လွန်းတယ်တခါကဆိုဒိတ်တဲ့ပဲနော်အဲ့ဒါကြောင့်တဲ့ပဲမာလူပဲရမဘမာလူပဲလို့မာလူတလုံးမနားလဲတော့လူဟာလာရင်းနေပါတလည်းပြောကြတယ်တာယာတော့ညနေခင်းလေးပါဟာလာရီရတော့နေပါတာခွက်တဲ့ရဒီလိုအချိန်မျိုးလက်ပါတဲ့ဆရာမတွေကိုဗာလဲကျေးဇူးစကားပြောပေးရမှာလဲတခါဗာလဲဗမာစကားမပြောဘူးဒါပေမဲ့နားလည်းပေးပါနော်ဒါပေမဲ့စကားမပြောတတ်ဘူးလေကြပြန်လည်းပဲဖာပြီးတော့ဆရာမတွေနားထောင်ပေးပေါ့နော်ကျမစီဖုံးခေါ်တာကြာဟယ်လိုဆရာမဆာလာတနေ့ကတွင်နေ့ညမှာကြပြတပုတ်စပေးပါကျမကညင်းချင်တော်လဲဆရာတော်ခိုင်းတော့မငင်းရဲ့တကြားအချိန်တင်သားဖွင့်ဆရာမရောက်လာတယ်ဟေးထိချေအလုံးပေါင်း10ယောက်စောတိတော်အသေးတော်ရောက်ပုံမထိရောက်မြန်ဆာစွာစေတနာနဲ့တည်ပေးတာတချင်းကြားစာလက်မှုပါတင်သားတွေမပြေးပါ9ရက်တာဒီတင်သားမှာကလေးတွေနေ့တိုင်းရောက်လာဖះရဲ့တောင်ပါအောက်မှာနေခွေရတာပျော်တယ်ကွာဖះပေးသောစုကျေးဇူးအရင်အချင်းမတူဘူးခါရကိုပိန်ဝပုရှိအသားအယောင်ကွာချားနေကျေးဇူးကြီးပေဆရာမတွေခရစ်တော်အတွက်အစေခံလေဗမာစကားမတလဲကျေးဇူးတင်စကားပြောချင်တယ်ဆရာမရေဆရာမနားလည်ပေးပါဆရာမစာတင်ရတာမောလာဟအပြင်းပြေလေးကြပြစာအာကြီးသောချစ်ချင်းမြတ်တာကိုယ်စိတ်နှလုံးတွေလဲပါအာရဝမ်းသာပြောမယ်နော်အမှားပါရင်ခွင့်လို့နော်ဆရာမမြတ်မိုးထွေးကအတားကြဲကြဲပြောရမှစာတင်တာအာရပါရမသားရတာရှင်းလင်းစွာကလေးငယ်များစိတ်လှုပ်ရှားစာပြေတာပေါ့ပါဆရာမအဆက်ကတော့မျက်နှာပြုံးစိတ်ပေါ့ကြားစာတင်ပေးသောအခါကလေးတွေငြိမ်ဝတ်နေတာလှုပ်ရှားမတွေ့ပါကလေးနာမည်ညီစိမ့်ဝါလိမ်မော်ရောင်လဲပါတယ်ကွာလျက်စီမီးတည်သောအခါတသမီလှုပ်ရွလာညနေဆောင်ပူအိုက်ချိန်မှာကလေးအနာမွေးပြန်လာဆရာမများလဲမတတ်တာမရှူကြည်လဲရှူရမှာတသမီအိမ်ငိုက်တော့ဆရာမတချင်းနဲ့ချော့ဆရာမဝေဖောဆိုဟာချစ်စရာလေးတစ်မျိုးပါအသက်က19နှစ်ပဲကိုလုံးကလုံးကြီးပဲဆရာမမြမိုးထွေးဟာတလဘောစားကောင်းလိုက်တာအခီးခုဖိုးဒီတူရန်လောလောကွီတော့ကညာလာတာတယောက်တနေရကရေမလေးအစတာညနာထားခတ်တီပါကရေစကားနားမလဲပါကရေမြမချင်းလဲပါအလုံးဟာတိုင်းရသားပါလိမ်မော်စိမ့်နီဝအသိခေါင်းဆောင်ပါတဲ့အသင်းလေးသိခရစ်တော်အတွက်အချိန်ပေးကောင်းကြီးမင်္ဂလာနဲ့မဝေးနောက်နေ့မှလည်းပြဆောင်မယ်ကျမ်းမရွှေလန်းစွာနဲ့ကွယ်ခေါ်ဒီမောလိုက်တာဆီယမမတ်တာကတော့တက်လက်ကလေးပေါ့ငါဘယ်သူလဲမေးတဲ့အခါ
ခလေးများမဖြေနိုင်ပါဆီယာမရှာလိုကဖြစ်ဖြူဖြူဖွေးဖွေးတောင်လွေ့လွေ့လာလျှောက်ရင်းနဲ့ရက်ပါခရှေ့နောက်မရမြဲခရဆီယာမခက်ခက်တကတာတေးတလာအိုအာမတာတဝီဟုခဲ့တဖာစီဝေဝဟုဝဝဲတာတရာမူတီတာတခောသူလိုဝဲတာတတ်ဆာလောအယေတန်သောမတီတာရေချင်ရေမအောင်နိုင်ပါတဲ့မြေခုံးပေါ်မှာမက်တလုံးမျက်မှတပြီးအမြဲပြုံးတဲ့နာမည်ကတော့မတ်စန္ဒာ60ကျော်လဲမကြီးပါတဲ့သူ့ကိုယ်တိုင်ကဇွဲမလျှော့ခလေးကိုတော့အမလျှော့ကွေးမွေးသူလေးမသက်ဟာစာတည်တဲ့ခါမမောပါခလေးတွေကိုတင်တဲ့ခါဟန်ပါမူရာအပြည့်ပါဒီတို့ထားဖို့ကဲထော်ယမီမတနေပါနော်မထားလက်ပယောကလောမိဖူတူကိုထော်မချောဆယ်ရောက်ကိုတယောက်သူ့ဖေနာမှာပါကာရောက်လဲအော်ကီတနီဂျေဘလောအခေါ်တလီခရစ်တဘလောတိဆမိုကမေမတာမိဒပတရာလာမိဝဲတာပတရာလာနော်တရာလာတို့စစ်ကပလိုနော်ဂါစစ်ပလိုဟဲ့တဲ့တရာလာတို့ဂါစစ်ပလိုခိတခလောဖာတို့ကတိတရာတို့အမရေကလီခူရီတာနော်တရာမူအကလာတကကောလာတူမူပါတကတာဝီအန်လက်မူတို့မအစပတဘောချာနော်ကဲနော်နေသမီးတားငယ်သမီးငယ်လဲ့ရများလပပချေမုံထားဘာကွာခွေးပထားတဲ့ခါဘာကွာခိကိုလာနော်တအားလဲပြောကြည့်တာပဲတအားလဲရေးလိုက်တာလေအများကြီးပဲစုပေါင်းညီညာအောင်ကြောင်းဖြာမိဘများလဲမနှင်းပါတာမိနေလေစားပြင်စီပေးတာမိဘပါနော်လာရောက်တည်ကြားပေးတဲ့ဆရာမဆရာအလုံးကိုလည်းကျေးဇူးတင်ပါတယ်ဖျားသခင်တာ၍ကောင်းကြီးပေးပါစေအသေးတော်အနေနဲ့အဝတ်မကြေပြိုတဲ့အနေရရှိခဲ့ရင်လေနားလေခွင့်လို့ပေးပါလို့မေတ္တာရက်ခါပါတယ်ကျေးဇူးပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အသင်းတော်မှာလူတော်တွေမရှိဘူးစူးစမ်းတဲ့လူပဲရှိတယ်တရားမှမတက်ဘူးဒါပေမဲ့ဆရာမဆာလာပြောသလိုပဲသူကပြဆက်ဆိုင်နေစက်ပါတဲ့သွားတယ်ညာပေါင်းလည်းမနေဘူးကျွန်တော်တို့လည်းယေရှုတင်တယ်ဘာဖြစ်လဲဆိုတော့ဒီရကလေးတွေအားနေတာတခုကသူတို့ဘမစာနားမလဲဘူးဒါပေမဲ့ဆရာမတို့အသင်ပြတော်လို့လည်းဖြစ်မှာပါကျွန်တော်ကြည့်တာတော်တော်များများသူတို့လေးရသွားတဲ့အရာတွေအများကြီးပဲရှိတယ်အဲကြောင့်မို့ဆရာမတို့လည်းသူကျေးဇူးတင်လို့ခုနကျွန်တော်တို့ကြပြထဲမှာလည်းအားလုံးပါပြီးတဲ့အတွက်ကျွန်တော်ဘာထွေတူမှာထပ်လောင်းပြီးပြောစရာမလိုတော့ပါဘူးအခုကတော့ကျွန်တော်တို့ခရစ်တော်အသင်းတော်ကစေတနာမေတ္တာနဲ့မများတော့လဲစေတနာမေတ္တာအပြည့်နဲ့ဆရာမတို့ကိုပြင်ဆင်ပေးတော့အနေငယ်တော့ love gifts လေးရှိပါတယ်လို့အဲ့ဒါဆရာမတို့တော့ပေးမထားတော့ပါဘူးလို့ဆရာကျေးဇူးပြုကျောင်းသားကျောင်းသူလူငယ်များကနေပြီးတော့အသင်းတော်မှာပြင်ဆင်ပေးတော့ရင်တိုးလေးတော်၎င်းနည်းနည်းလူငယ်တွေတော်၎င်းလက်ခံပေးဖို့ရအတွက်ဆရာမတို့ကလည်းနော်အနုညို့တောင်းပန်ပါတယ်ကျေးဇူးပြုလက်ခံပေးပါကဲအဲ့တော့ဆရာမတို့မထားနဲ့တော့ရတယ်နော်သူတို့နော်နဲ့အော်ထားမအစဉ်ပြေလဲကျေးဇူးပြုထားလို့ရပါတယ်တချို့လေကအစဉ်မပြေဘူးနော်ကျေးဇူးတင်တယ်အသင်းတော်ကမေတ္တာအပြည့်နဲ့ပြင်ဆင်ပေးသောအရာကိုလက်ခံသောဆရာမတို့လည်းအထူးပဲကျေးဇူးတင်တယ်။ကျန်တဲ့ကိစ္စတွေကျွန်တော်ပြောချင်တယ်ဒါပေမဲ့ကျွန်တော်ထည့်သိတာတော့ကြောက်အုပ်ပဲ။အဲကြောင့်ဒီနော်ကျန်တဲ့အစီအစဉ်ကိုတော့ဆရာကျောင်းဆရာကြီးလက်ထက်နော်အပ်ပါတယ်လို့ဆ
ရာဆရာမတွေကတော့အဲ့လိုပဲထိုင်ထားပေးပါအောင်လို့ဒီနေရာဒီတင်နမှာအတန်း6တန်းเนาะဟုတ်တယ်เนาะအတန်း6တန်းရှိပါတယ်လို့အခုကတော့အသင်းတော်အနေနဲ့ဆရာမတို့ကိုအနေငယ်သောမေတ္တာပြဂုဏ်ပြုခြင်းဖြစ်ပါတယ်ဒီမှာရှိတဲ့သားတွေသမီးတွေကလည်းဆရာမကိုသူတို့ရဲ့ဆရာမကိုမေတ္တာပြဂုဏ်ပြုခြင်းတယ်ဒါကြောင့်မလို့ပထမဦးဆုံး KG တန်းပေါ့เนาะ KG တန်းဆရာမဖြစ်တဲ့ဆရာမတက်တက်နဲ့ဆရာမမာတာကိုမတည့်ရပေးဖို့ရန်အတွက်တောင်းဆိုချင်ပါတယ်အဲ့ဒီအချိန်မှာKG เนาะဖုတ်တာလည်းအစီကတเนาะခုနီအဖောလာတေတဖာပကဲတော်ဟေပတရာမူတာဟေစေကောတယ်เนาะဝိသစုကျေးဇူးပြုအခုဆရာမတက်တက်နဲ့ဆရာမမာတာနေပြီးတော့မတည့်ရပေးဖို့ရန်အတွက်ဖြစ်ပါတယ်ဖုန်ဖုတ်ခွာတေတဖာပတရာမူဘဲဟီအော်တေစေကောနေလော บกเฮทอเลปตอดาเวเนาะบกกอทอตตอวีมาตตอเนาะวิตาสุบกคอตบลาโพเมเมเวดาปัตรามุมาเนาะบกเฮทอเซกอเนดิกีเนาะคิตอตตอนี่กเมเวดาเนาะเมวีนี่เนาะปัตรามุคีอาสิเนาะเตลีนี่เนาะเนาะปัตรามุอตอคีอาเลเมเวดาปัตรามุเคเคเสียมาเคเคเนี่ยเสียมาวิพอสัวนี่ပြီးတော့မတရပေးဖို့ရန်အတွက်ကလေးများရဲ့အမြတ်တာပြအချင်းကိုလက်ခံပေးဖို့ရန်အတွက်ဖြစ်ပါတယ်လို့ပတရာမူခက်ခဲတဲ့ပတရာမူဝေဖို့ဆိုအတော်ဖို့ခွားတည်တပါဟဲ့ပတရာမူတော့ဖို့ခွားတည်တပါဘဲဟေပတရာမူတေးစေကောနေလောပကဲဟေတတော်ဝီမတတော်နော်ပကဲဟေတတော်ဝီမတတော်ဒီပကကောထတတော်ဝီမတတော်နော်ပကခောတပလာဘသူတဟဲကြော်ဝဲတာပတော်တွင်မေမေတခောပကဲဟေဝဲတာပတရာမူဒါဝဲဆွဆွစေကောနေလောမေဝီတော့ဘကလေးကတော့အတော်တော်လဲကမိဝဲတာနောက်ထပ်တန်းဖြစ်တဲ့ဆီယမမျက်မိုးထွေးနဲ့ဆီယမနန်းရှားလောကနေပြီးတော့မတရပေးဖို့ရန်အတွက်ကလေးများရဲ့ဂုဏ်ပြုမေတ္တာပြခြင်းကိုလက်ခံပေးဖို့ရန်အတွက်ဖြစ်ပါတယ်ပတရာမခိကဤဖုန်ဖခွားတေတဖာဘဲဟေအဝဲတေတဖာတေးရှိကောနေနော်မေဝီတော့အတော်တော်နေကမိဝဲတာပတရာမူစန္ဒာဆီယမစန္ဒာနဲ့ဆီယမအက်စထရာ2ဖြစ်ပါတယ်ပတရာမူပခိကညာမှာလည်းကိုယ်ကဆွတ်ထ
ดอพุ่มพกควาติดพาเลมาคาดอปัตรามุนีดอไปเฮดอเฮมาลากปอปัตรามุติดพาติสิกอนี่ลอง สิบลูกบากีปัตราบุคีกาดมานี่ลอเสียมาดูทุกเจสุเตมาเนี่ยอัตโตก็รอตโตนอทตะนี่เนี่ยเสียมาเอเซพิบาเนี่ยเสียมาเอเซเนี่ยพี่น้องมันจะยังพี่น้องตาตามีโดยคอมพิวเตอร์กูและแคมเปญบุยันตัวพิบาเนี่ยพุ่มพกควาติดพาเลอโอเลอปัตราบุเอเซโตเบดอฮิมาลากปอปัตรามุติสิกอนี่ลอ W Domas นี่ลอโอเคอีเลอลอคีก็เจอตัวก็มีเวลาพัตรามุติดาเสียมาติดาอาจารย์กับพิบาร์เสียมาอันนี้ขณะนี้มัตยาบิโรตถามีโดยคอมพิวเตอร์กูเล็กเบบยันตัวพิบาร์ลูพัตรามุติดาอัตโตตาสาติดพาไปเฮโรเฮมาลากปอพัตรามุติสิกอนี่ลอ W တို့မှာတော့ဆရာမညာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ထို့အတူပဲတသမီမီလူငယ်လူရွယ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ရှိဘလူဘာကီတရာမူတေတဖာခုတော့ဖုန်ပခွာကုဒီနော်ကတဲ့
လေတနိညာဤဒါကုခါတာမလို့နေတော့ပိုတော့ဒါရတာကလေးသေးတဖာပိုတော့တာချူဖာသေးတဖာတော့ပချူဖာတေရီလီတော့ဗမာပါအော်လေဝနာတာဂွေဂွေပပဝီဝဲဂွေဂွေပပလေယောအလာကပေါ်ဖို့ခုတော့စီဘလူပါကီလောဆောတာတာဆာယောဘလူဖို့ဒုမလေကတဲ့ကတော့နေပေါ်တာဆက်တော့စီဘလူပါကီတရာမကိုဒီနောကတဲ့တော့စီဘလူပါကီလောဆောတာဖုန်ဖို့ခွာလေဟဲတော့ဟိနေမလို့တာကိုဒီနောကတဲ့ယနာဖွာကတလောတာမလို့တဘလို့ဤနေတော့တဝီဖိပါကဲဟဲဆုနေကေပွားတာဒါတိညာနော်ယောကလေးကထားအားထော်စစ်ကောနေလောတော့စီဘလူပါကေမူပါတော့ပွဲကိုဒီနောကတဲ့လောဆောရတာဘာလို့ဟေမဘူမာတော်တာအော်တာအော်စီတဖာလုကလေအကလူကလူတီတဖာကိုဒီနောကတဲ့ဒိုအားစစ်ကောနေလောခေမေလဒါရတာကလေးအကူကတိုးလပါအခုနေတော့လောခိကတဘကကေဆွတ်တော့ချူဖာကေစာခရတာချူဖာတော့ဘကမာကတော်လဒိုကနာဆောင်းမီတော့ပထရာဒိုကေကေပေါ်လဒါဆူရေပလာနေလောโอลมโคปามอนมีบาดาปาซอสวีตเกนบอนมีเนมอเฮดเกဒီလမ်ခိုသောနေမောတမာသလဲဟကုကလရှိကောဖေဒါနတာတကေကိုလတနီကိုတနီကိုနေဟီလောလာပေါ်လမစန်တကေပလာပကမာဒီပလာကွေပေါ်ကအကမာဥရောပွားအစိုးတေတကေသဒတူလေပွားရှုတာလေဆောဘူးတကေမေမင်းထရကွေလာပေါ်လဒါတာသောဘတကေအဝေဒီဤဘောမူတော့တာဆိုတာကမောတော့တလာတကပေါ်နေမိနတာဆွဆွခါလောအာမင်โลกนาสาโลกนาสดามามุปตาอาเมนသာဝရဘုရားသည်သင်ကိုကောင်းကြီးပေးပြီးဆောင်မတော်မူပါစေသောသာဝရဘုရားသည်သင်၌မျက်နှာတော်အလင်းကိုလွတ်၍ကရုဏာကျေးဇူးပြုတော်မူပါစေသောသာဝရဘုရားသည်သင်အားမျှော်ကြည့်၍ချမ်းသာကျေးဇူးပြုတော်မူပါစေသောသခင်ယေရှုခရစ်တော်၏ကျေးဇူးတော်၎င်းဖခင်မိတော်၏ချစ်ခြင်းမြတ်တာတော်၎င်းတန်ရှင်သောဝိညာဉ်တော်၏မိသားရအဖွဲ့ခြင်းသုံးပါးစုတည်ဖြစ်တော်မူသောကိုရောရှင်ကွယ်ကာခြင်းလမ်းပြခြင်းငြိမ်သက်ခြင်းအပေါင်းတို့သည်ဤညနေကိုရောရှင်မျက်မှောက်တော်၌ရှိသောစေတနာထက်သန်စွာဖြင့်လာရောက်၍သားသမီးတို့ကိုနှုတ်ကပတ်တော်အရာမှသင်ကြားပေးလေရှိသောဆရာမများအားလုံးအပေါ်၌တော်၎င်းသူတို့နှင့်ပတ်သက်လေရှိသောအသင်းတော်မိသားစုအဖွဲ့အစည်းအမှုတော်ဆောင်လုပ်ငန်းများတော်၎င်းကျမ်းမာခြင်းနေ့80ရှာမီအသက်တာအားလုံးကိုရရှင်ကျမ်းမာခြင်းနှင့်ပတ်ရည်တည်တာမကကိုရရှင်ကောင်းခြင်းနှင့်ပတ်ရည်တော်မူပါပညာရှိပုလည်းရှိသောယနီးရဝေးမှလာရောက်ကြသောကိုရရှင်တာတာမိမိအားလုံးလူငယ်မောင်မယ်အားလုံးတို့သည်လည်းအနာဂတ်ကောင်းဆောင်များဖြစ်၍တနေ့ကိုရရှင်ဘုန်းထင်ရှားသောတက်တာများဖြစ်စေတော်မူပါကိုရရှင်ကွယ်ကာခြင်းလမ်းပြခြင်းတို့သည်လည်းကျောင်းသားကျောင်းသူများ၏မိဘများအပေါ်၌တော်၎င်းပေးလူလည်းရှိသောကိုရရှင်သားသမီးများအပေါ်၌တော်၎င်းအဖက်ဖက်မှမြစ်တာဖြစ်ပါဝင်လက်ရှိသောသားသမီးရောက်စီတိုင်းပေါ်၌တော်၎င်းဂျာအုပ်ကြီးပေါ်၌တော်၎င်းကိုရရှင်မျက်မှောက်၌ရှိသောသားသမီးရောက်စီတိုင်းပေါ်၌တော်၎င်းအခုမှစာရေးကာလဆင်ဆက်တည်ရှိတည်နေပါစေသောအာမင်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 နဘလကောတဲ့ကစားဆွေကောတဲ့ဒီညနေတော့ဘာအဆဆာမှမပြင်ဆင်ထားတော့ပါဘူးလို့พุทธาช่วยก็ดอบักเลฮีโกเดตาคุทีเลตาลอคีเนาะบักเลฮีโกเดตาคุทีพุ่มพกว่ากุดินอกาเดเนาะเลปปาโลตากุดินอกาเดเลช่วยว่าตาคุทีเดโก像是泪，是我人的高空。
送嘞，今晚人来嘎口嘞，那都长来的眼睛有哪里那什么？谁给你啦？有什么？也得把他妈讲讲。看你吧，甚至吧，那样来笑吧，年月路途的路在家那拉不着，要是他的地球嘛，月呀的月经历不是月光。相送嘞，今晚人来嘎口嘞，那都长来的眼睛有哪里那什么？谁来口这边相送嘞，今晚人来嘎口嘞，那都长来的眼睛有哪里那什么？谁你啦，有什么？那个把他妈讲讲，看你吧，甚至吧，那样来傻瓜，年月路途的路在家那拉不着，要是他的地球嘛。对了，经历不是月光，要是他的地球嘛，月呀对了，经历不是月光。但是no way， 独在面的你母你的，大古地家地嘞，用ထွက်不开，古也算得起你吧呗。也许亏耶，对着个鬼，独在心面谁做神姐，大古用独来鬼，别干了没，早让的真大古。山呀美，千里地，千里表面，独在这个永传来路，独大的那么的呀美，路哪里的陪路过来归。记得，但是no way， 独在面的你母你的，大古地家地嘞，用ထွက်不开，古也算得起你吧呗。也许亏耶，对着个鬼，独在心面谁做神姐，大古用独来鬼，别干了没。Taurata chandago paisayame Chemi pi chemi pyume tu zai tega yung chuan dai mo tu da da damadiyame long la le de pe lu ko lai kwe Chemi pi chemi pyume 在这个永春南路，独大
that the Mariame Lona lire pelo colai que Tenua lire pelo colai que